ပြီးတော့ကြာအားကိုးတဲ့လူတွေကလက်နဲ့ကိုဆွန့်လို့မှာတော့နည်းနည်းခက်ခဲမှုရှိတယ်တို့တော့ကျွန်မဒီလိုပဲထင်တယ်။အဲ့ဆိုဒီဟာလုံနေကြဖြစ်သွားတော့ပေါ့အလေးချင်းတစ်ခုလိုဖြစ်သွားပြီးတော့လက်နဲ့ဟာအင်အားလို့ထင်သွားကြတယ်။အဲ့တော့လက်နဲ့ကိုတစ်ခါမှမကိုင်ခဲ့ပဲနဲ့လုံကန်ရတဲ့လူတွေကတော့လက်နဲ့ဟာအင်အားဆိုတော့မယုံကြည်ဘူး။စိတ်ဓာတ်ဟာအင်အားလို့ပဲယုံကြည်တယ်။ဒီစိတ်ဓာတ်မှန်ကန်မှကိုလုပ်တဲ့အလုပ်တွေကလည်းမှန်ကန်နိုင်မယ်လို့ယုံဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါဆွမ်းလာဆိုင်ဝလောက်ရနာလောက်ရတာလီစွာပါမိုင်ဆုံးခါအမေစုရဲ့မှတ်သားထိုင်တဲ့စကားလုံးတွေเนาะကျမတို့အရင်တော့တတိမထားမိခဲ့ဘူးအမေစုပြောခဲ့တဲ့စကားလုံးတွေကတကယ်ကိုတန်မိုးရှိတဲ့အခုယနေ့เนาะယနေ့ကြာရောက်တဲ့ကျမတို့ရဲ့ຫນွေဥတော်လန်ရေးအတွက်တကယ်ကိုအကျိုးရှိတယ်တကယ်ကိုအမှန်တရားတွေကြီးပဲเนาะအမေစုစကားတွေကတကယ်ကိုမှတ်သားထိုင်တဲ့စကားတွေပါအားလုံးဝိုင်းရှယ်ပေးကြပါနော်ဒီအကောင့်နဲ့လွင့်ကြည့်တာပေါ့နော်ဘာဖြစ်ဆိုဟိုဘက်အကောင့်နေ့တိုင်းပဲလွင့်တော့သူတို့ကလာထုတော့အကောင့်မခံနိုင်ဘူးအဲ့ဒါကြောင့်ပါနော်ဝိုင်းရှယ်ပေးပါအစနာဆိုင်မင်္ဂလာပါနော်ကဲတည်င်းကောင်းတွေပြည်သူတို့နော်အရင်တော့ဆိုရင်ကျမတို့ပြည်သူတွေကခံရတဲ့ဘက်ကဘောနော်ခံရတဲ့ဘက်ကကြီးပဲအခုဆိုရင်ကျမတို့ပြည်သူတွေကထိုးစစ်ထိုးနိုင်တဲ့အပြင်အခုဆိုရင်ဖြတ်လေးဖြတ်ဆိုတဲ့နော်ပြည်သူတွေကိုတိုက်တွန်းတဲ့ပြည်သူတော်လှန်ရေးသမားတွေကိုတိုက်တွန်းတဲ့ဖြတ်လေးဖြတ်နော်အရင်တော့ဆိုကျမတို့တော်လှန်ရေးသမားတွေကမင်းအွန်လိုင်းနော်မင်းအွန်လိုင်းကကျမတို့ပြည်သူတွေကိုဖြတ်လေးဖြတ်နဲ့နှိပ်စက်ပိတ်ပြီးတော့ဘယ်လိုပြောမလဲနော်ကျမတို့ပြည်သူတွေကိုထောင်ခဲ့တာပေါ့နော်ဖြတ်လေးဖြတ်နဲ့ဘယ်လိုပြောမလဲနေနှင်းခဲ့တာပေါ့ဒါပေမဲ့အခုအချိန်မှာကျမတို့ပြည်သူတွေကနော်မင်းအွန်လိုင်းကိုဖြတ်လေးဖြတ်နဲ့အခုကြီးညာလိုက်ပြီးနော်ဖြတ်လေးဖြတ်နဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုဘာလုပ်ရမလဲဆိုတာကျမဒီညကြီးညာမယ်ကျမတို့နော်ခိကအခုပြောင်းပြန်ဖြစ်နေပြီဘာပဲဖြစ်ຫນွေဥတော်လန်ရေးကျမတို့ရဲ့ຫນွေဥတော်လန်ရေးကအစိမ်အဟုန်မြင့်မာပြီးတော့အခုချိန်ထိနော်အားကောင်းနေသေးပဲဆိုတာကိုနော်ပြသသွားတယ်ပြီးတော့ပို့ပြီးတော့ကောင်းသွားတာတခုကတော်လန်ရေးကြာနေတဲ့အချိန်မှာနော်ရေပေါ်စီတွေပြီးတော့တော်လန်ရေးကိုခုတောက်လို့ပြီးတော့ရေသားကိုအချောင်လိုက်ချင်တဲ့သူတွေဖြာဝင်ခင်းချင်တဲ့လူတွေနော်ပြီးတော့တော်လန်ရေးသမားလိုဘာလိုဘယ်လိုပြောမလဲနော်သူတို့ကိုသူတို့သမိုင်းကိုအခြေခံပြီးတော့သမိုင်းကောင်းခဲ့တဲ့နော်ကျမတို့ရဲ့စူပါဘူလူပေါ့နော်ပြောရမဆိုရင်တော်လန်ရေးသမားဟောင်းတွေရဲ့ဂုံသိက္ခာသမိုင်းကိုယူပြီးတော့အခုချိန်မှာမျက်နှာလုံနေတဲ့နော်တော်လန်ရေးအတူအယောင်သမားတွေကိုကျမတို့နော်အခုချိန်မှာအဖြူအမဲသေးကွင်းနေပြီနော်အဲ့ဒီအတွက်ဒီနေ့ဆိုရင်ပြောစရာသတင်းအများကြီးရှိတယ်နော်ပြီးတော့သတင်းကောင်းတွေအများကြီးရှိတယ်အဲ့ဒီထဲမှာမှနော်ကျမဒီနေ့ဆောင်းပါးတွေဖတ်ပြစာရှိလို့အတူချုပ်လေးနော်အတူချုပ်လေးသတင်းတိုးထွားဒီနေ့ဖြစ်ပြတဲ့သတင်းကိုပြောဖော်ပြမယ်ပြီးတော့ဆောင်းပါးဖတ်ပြမယ်ပြည်သူတို့နော်ရှယ်ပေးပါဦးရှယ်လောက်မယ်ခဏလေးနော်အဲ့ရှယ်ပေးပါနော်ရှယ်ပေးပါဥစား view သိမ့်မရှိဘူးငါလည်းရှယ်လာတော့မယ်ကျမမနေ့ကလည်း live မလွင့်ဖြစ်ဆိုတာကမျက်စိအာယုံဘယ်လိုပြောမလဲနော်ကျမတို့ဖုန်းတွေကြည့်များတော့မျက်စိဥစားမျက်စိအာယုံသိမ့်မကောင်းလို့နော်အဲကြောင့်မျက်ရည်ထွက်လို့အဲ့ဒါကြောင့်မို့တရက်ချာနားနေရတာနော်ရှယ်လောက်မယ်နော်ခဏလေးဒီအကောင့်နဲ့ကမလွင့်ဖြစ်တာကြာပြီအကောင့်ထုသူတို့ကတက်ညီလက်ညီနဲ့ထုကြတော့အကောင့်မခံနိုင်ဘူးဝိုင်းဆက်ပေးပါနော်ဝိုင်းဆက်ပေးပါကဲဒီနေ့နော်တမ်ဟာခုနှစ်တမ်ဟာခုနှစ်ရဲ့ဌာနချုပ်ရုံးကိုလာနော်ကာမီကာစေဒရုန်းနဲ့
သွေးတိုးဆန်းနေပြီမအံ့ဩတာတစ်ခုကတော့တက်ကိုမထိဘူးနော်တက်ကိုမထိဘူးဟိုဘေးနားလောက်ပဲထိတယ်ဆိုတော့အံ့ဩစရာကြီးဒါနဲ့ဆက်အောင်ဆက်ပြီးမဆက်ပေးပါဦးနော်ဘာလဲနန်းစီမာလွင်တဲ့ကြားဖြန့်ကိုအရင်လစ်လာအုပ်ပွားတော်ရေးတဲ့စစ်တပ်အာဏာသိမ်းမှဒီကြားဖြန့်ကရှိတာမဟုတ်ဘူးတဲ့ NLD လက်ထက်တွေကခွင့်ပြုခဲ့တာအရင်လစ်လာပြီးမှကရင်လို့ပြောတဲ့တဒေါင်းစားအောင်ခင်ပြောတာဘယ်ကအမှန်လဲတဲ့နော်ဒီစကားကဒီတတိယအုပ်စုပြီးတော့ဟိုဗာလဲတတိယအုပ်စုပြီးတော့ဒီKNU NCA ဒီပြောတဲ့စကားပါပြောမယ်ဆိုရင်ဒီကောင်မလဲနော်ဒီ NCA နွားအိုကြီးတွေကျွေးတဲ့ပြောမယ်ဆိုရင်နွားအိုကြီးတွေရဲ့မရငယ်ပဲဖြစ်ဖို့များပါတယ်နော်ကျမတို့ခဏပဲရှင်းပြတယ် NLD လက်ထက်တော့ကဒီကြားဖြန့်ကိုလက်ခံခဲ့တာမဟုတ်ဘူး NLD လက်ထက်တော့ကကြားဖြန့်ဆိုတာမရှိသေးဘူးအခုဆွေကောက်ကိုနော်ဆွေကောက်ကိုဟိုဘယ်ပြောမလဲဒီဆွေကောက်ကို NLD လက်ထက်တော့လက်မထိုးပေးခဲ့တယ်ဆိုတာကမြေယာစီမံကိန်းအတွက်လက်မထိုးပေးခဲ့တာနော် NLD အစိုးရထက်ကလက်မထိုးပေးခဲ့တာဒါပေမဲ့ तू ကကြားဖြန့်အတွက်လုံးမှာကို NLD မသိခဲ့ဘူးနောက်ပိုင်း NLD သိသွားတဲ့အချိန်ကျတော့နော် NLD အစိုးရကနေနှင်းဖို့လှုပ်လိုက်တဲ့အချိန်မှာနော်မင်းအောင်နိုင်ကိုအာဏာသိမ်းဖို့ဒီကရင်ပါတီတွေကနေပြီးတော့ကိုသွားပြီးတော့နော်မင်းအောင်လိုင်ကိုသွားတောင်းပန်ပြီးတော့အာဏာသိမ်းဖို့တော့ဖြစ်ဆိုတော့ဒီကြားဖြန့်ကိုနှင်းဖို့သူတို့လည်းမခံဘူးအဲ့ဒီအတွက်နော်မင်းအောင်လိုင်ကသူတို့နဲ့ပေါင်းပြီးတော့အာဏာသိမ်းလိုက်တာအဲ့ဒါကို NLD ကိုအတာချတယ်မင်းတို့ဘာသာမင်းတို့ချီးပါပြီးတော့နော်သူများကိုအတာချတယ်မင်းတို့မရှက်ဘူးလားတကယ်လို့နော်တကယ်လို့ NLD လက်ထက်ကဆိုရင်မင်းတို့ NLD အမေစုနော်ပြီးတော့အမေစုသမဒဦးဟိုဗလဲသမဒဦးဝင်းမြင့်နော်ပြီးတော့ဟိုအမေစုတို့ကိုမင်းတို့လွတ်ရဲလားနော်တော့နတ်ခင်ထွေးမြင့်ကိုလွတ်ရဲလားမင်းတို့သတ်တိစီလွတ်လိုက်နော် NLD ကအမေစုကပြက်သားသားနေလိုက်မယ်ပြက်သားသားလှုပ်လိုက်မယ်အဲ့ဒါကြတော့လဲမင်းတို့ကသတ်တိမရှိဘူးနော်ဟိုဗလဲအပြေမှာထွက်ပြောခွင့်မရှိတဲ့နော်ခြေပခွင့်မရှိတဲ့ NLD ကိုမင်းတို့ကဟိုအပြစ်ပုံချဒီပြစ်ပုံချမင်းတို့မရှက်ဘူးလားနော်မင်းအွန်လိုင်းနဲ့ညာပြီးတော့မွေးလာတဲ့နေတို့တွေကဟာမင်းအွန်လိုင်းနဲ့မဟုတ်ဘူး NLD နဲ့ဆိုပြီးတော့မင်းတို့နော်အဖေမားနေပြီနော်အဲ့ဒါကြောင့်မို့အဲ့ဒါဟိုရင်ဟိုဘယ်လဲပြီးသွားပြီအဲ့ဒါမပြောတော့ဘူးနော်နောက်မှအခုကျမပြောမဲ့သတင်းကတော့နော်သတင်းပေါင်းချုပ်မှာသတင်းကောင်းတွေကြီးပဲပြီတို့အခုဆိုရင်နော်ဒီနေ့ဆိုအားရစရာကြီးဗာလဲ KIA နော် KIA ပူးပေါင်းတက်တွေကိုကြီးလိုက်ဘယ်လောက်အထိစီးလုံးတယ်လဲဘယ်လောက်အထိညင်ညွတ်တယ်လဲပြီတို့နော်ဘယ်လောက်အထိစီးလုံးတယ်လဲညင်ညွတ်တယ်လဲဆိုရင် A1A ကိုဘုတ်ကျဲစင်ကလည်း A1 ကိုပုတ်ကတိကလွဲပေးရတာပဲမဟုတ်လားစက်တိုက်ထားတာလေတိတ်လာတယ်အကွက်တိတ်လာအဲ့လေအဲ့ဒါပဲလေနော်အခုကမပေးထိဘူး A1A တော့ကနော်ဘို A1 DKBA A1 ဘိုအဲ့တော့မီးသူတို့ဘုံနဲ့ကျဲချတယ်လေပြည်သူတွေယုံကြည်အောင် A1 က PDF တွေနဲ့ပေါင်းလို့ PDF တွေကိုပညာသင်ပေးလို့ PDF တွေကိုစုပေးလို့မင်းအွန်လိုင်းကလေရင်နဲ့ဘုံကျဲတာသူ့အိတ်ကိုအဲ့တော့ A1 ကိုနော် A1 ကိုယုံကြည်ကြပြီးတော့တနာလိုက်ကြတာနောက်ဆုံးဘလို့ဖြစ်သွားလဲနော်ဘို A1 ဘို A1 ကသူ့အိတ်တလုံးစာထက်ကိုအစပေါင်းများစွာ
နော်စီးပွားရေးလုပ်ပိုင်ခွင့်တွေပြီးတော့ဗလက်ကြားဖျက်လုပ်ပိုင်ခွင့်တွေအကုန်လုံးနော်အာနာပါဝါတွေအကုန်ရပြီးတော့အခုဆိုရင်ဂျာအင်းစိတ်ကြီးမှာဆိုရင် A1 လက်မပါမပဲဘာမဆိုလှုပ်လို့ရတယ်လေအခုလဲဂျော်နီနော်ဂျော်နီတို့ဌာနချုပ်ကိုတဲ့ကာမီကာစေဒရုန်းနဲ့စော်ထဲတယ်တဲ့ကာမီကာစေဒရုန်းနဲ့စော်ထဲတယ်ဘာလို့တက်မစော်တာလဲနော်သူတို့ကဘယ်လိုပြောမလဲဇက်တိုက်ထားတာလက်ရှိနော်မင်းအွန်လိုင်းမဟုတ်ပါလဲဂျော်နီတို့နော်ဂျော်နီတို့ကဘယ်လိုပြောမလဲသူတို့လက်စားလို့ဆက်ပြီးတော့လက်စားလိန်စားလို့ရအောင်လို့မင်းအွန်လိုင်းနဲ့စားတိုက်ပြီးတော့တွေ့လားနော်တမခုနေဌာနချုပ်စောဂျော်နီအိကိုတောင်မှအခုမင်းအွန်လိုင်းကဘုံလာကျဲတာကိုပဲကြည့်မင်းအွန်လိုင်းနဲ့သူတို့နဲ့ဘာမှမဖြစ်ဘူးဆိုတာကိုသက်သေကြည့်လိုက်အသက်သေပြဆိုတော့ပြည်သူတွေကိုလက်စားဖို့ဒါပေမဲ့ဘယ်ပြည်သူမှမယုံဘူးနော်အဲ့ဒါကြောင့်မို့ဗလဲဒါတွေကလက်ကွက်တွေပဲနော်ပြပြသားသားလောက် KIA လို့ AA လို့ပြပြသားသားလောက်အခုဆိုရင်ချင်းပြည်နယ်ကျမတို့ခတ်မှတ်ထားတာတော့ KIA မဟုတ် AA အရင်ဆုံးလွတ်မြောက်မယ်လို့ကျမတို့ထင်ထားတာဒါပေမဲ့အခုချင်းကအရင်လွတ်မြောက်မလားမသိဘူးနော်ဘသူပန်းတိုင်အရင်ဝင်မလဲမသိဘူးအခုချင်းကနော်သူတို့အခုဆိုရင်သူတို့နဲ့ဗလဲမတဲတဲ့ပြောမယ်ဆိုရင်သူတို့နဲ့အတွေးအခေါ်မညီတဲ့သူတို့ချင်းလူမျိုးချင်းပေါ့နော်ပေါင်းပြီးတော့သူတို့စီလုံးညီညွတ်မှုကိုဥတီထားပြီးတော့သူတို့ပေါင်းပြီးတော့မအေလို့မင်းအွန်လိုင်းကိုတိုက်ဖို့အတွက်အခုနော်သူတို့ပူပေါင်းနေပြီဒါကိုနမူနာယူရမယ်ချင်းပြည်နယ်အရင်လို့ညမလားရင်ခုံစရာကြီးပြည်သူတို့နော်ချင်းပြည်နယ်အရင်လို့ညမလားပြီးတော့KIA AA နော်ကရင်နီဟာဘသူအရင်စော့အောင်မလဲနော်ရင်ခုံစရာကြီးသူများတွေဘက်ကအာရပါရတိုက်ပြီးတော့ဘသူအရင်စော့အောင်နဲ့အပြေးပြိုင်တယ်နောက်မလဲဘူးအပြေးပြိုင်နေနော်ဒါမဲ့ဆိုကရင်တွေကတော့အခုချိန်ထိကလိတ်ကကြစ်လုံတုံးနော်ဖယားတရားလုံတဲ့လူကဖယားတရားလုံဂျာဖျက်နဲ့ဒစ်လန်တွေကဒစ်လန်နော်အခုထိဒီအောင်စရစစ်ကြောင်းနဲ့ညာစားနေတဲ့လူကလည်းညာစားနေတော့တန်ရာကိုလဲနေရောပဲသမိုင်းနဲ့ယူတဲ့လူကယူဖုတ်တခီးနဲ့ယူတဲ့လူကယူနော်ကော်သူလေအာမီနဲ့ယူတဲ့လူကယူကရင်ကတော့အမျိုးမျိုးအဖုံဖုံပဲပြည်သူတို့နော်သတင်းကောင်းအရင်ပြောမယ်လိုင်းပွဲမျိုးကမော့ကဆူးရွာနေဆရာတော်အားစစ်မှုထမ်းဖို့စင်ခေါ်ခံရကြောင်းသိရှိရတယ်ဟဲ့ဆရာတော်ဘာမနေရဘူးဟောဆရာတော်ဘာမနေရဘူးဟောစစ်တပ်နဲ့ယဟန်နဲ့စစ်တပ်ညီအကိုတွေမို့ပါရမီဖြစ်ပေးလိုက်ပါဦးစင်းတဲ့ချီနော်ကရင်ပြည်နယ်မှာသူများပြည်နယ်မှာဒါတွေမရှိတော့ဘူးနော်ကရင်ပြည်နယ်မှာဘယ်မှာလဲမင်းတို့ပြောတော့ကရင်ပြည်နယ်မှာမြို့တွေအများကြီးသိမ်းနေပြီစခန်းတွေအများကြီးသိမ်းနေပြီအဲ့ဒီအတွက်နော်သူများတွေမပြောဘူးအောက်ချုပ်လို့မရသေးဘူးဆိုတာအကြောင်းမျိုးစီတဲ့ဟိုအကြောင်းပြဒီအကြောင်းပြအမှန်မှာတော့ဒီကရင်ပြည်နယ်ကိုမအားလာနဲ့ဒီကရင်နွားအိုကြီးတွေကဝေစားမြစားအောက်ချုပ်နေတာပြည်သူတွေကိုသူတို့မပေးအောက်ချုပ်ဘူးဝေစားမြစားအောက်ချုပ်နေတာအခုကြည့်နော်ဖုံးကြီးလိုင်းပွဲမျိုးကမော့ကဆူးကျေးရွာဆရာတော်အားစစ်မှုထမ်းဖို့စင်ခေါ်ရကြောင်းအေးမကြည့်ရဟန်းစစ်တပ်ညကိုတွေမို့ပါရမီဖြစ်ပေးလိုက်ပါဦးစင်းတဲ့နော်သူများပြည်နယ်ကတော့အားရလိုက်တာนั่นเนอะจิมาแกตับตะเดนป้องเซาကိုตะเดนป้องချုပ်ကိုနောက်မှဖတ်ပြမယ်နော်အားရစရာတည်င်းလေးအရင်ပြောမယ်ပြည်သူတို့နော်ခဏလေးဝိုင်းရှယ်ပေးပါနော်တည်င်းမပြောခင်မှာပြည်သူအားမလူမှုကူညီရေးအဖွဲ့ကိုနော်ပါဝင်
လူဒန်းလို့ရပါတယ်ကျမတို့ပြည်သူအမှန်လူမှုကွန်ရေးဖွဲ့ကတော့ပြည်သူကိုပဲဥတီပါတယ်ပြည်သူအတွက်ကာကွယ်ပေးတဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကိုပဲကျမတို့ပို့ပေးပါတယ်နော်ပို့ထောက်ပံ့ပါတယ်အဲ့ဒါကြောင့်မို့နော်ပြည်သူအမှန်လူမှုကွန်ရေးအဖွဲ့ကိုယုံကြည်လို့ရပါတယ်ငပိရောင်းတယ်ထီရောင်းတယ်နော်အစုပ်ရောင်းပါတယ်ကဲအားရစရာသတင်းအရင်ပြောမယ်နော်ကဲအရင်တော့ဆိုရင်ကျမတို့ပြည်သူတွေကဖြတ်လေးဖြတ်နဲ့ခံနေရတဲ့အဆင့်ကနေအခုဖြတ်လေးဖြတ်နဲ့မအေးလို့မင်းအွန်လိုင်းကိုစော်ဖို့တိုက်တုံးနေပြီမြေပြင်ကနော်ဖြတ်လေးဖြတ်ဗျူဟာကို2025ခုနှစ်မတ်လ25ရက်မှစတင်ပြီး26 29ထိ3ရက်ကြာနိုင်ငံနေရအနှံ့မှပူးပေါင်းဆောင်ရွက်ကြရန်ပြည်သူတရလုံးတို့တိုက်တွန်းနိုးစော်ခြင်းတဲ့ကဲကျမတို့ပြည်သူတွေအလဲရောက်ပြီနော်25မတ်လဒီလ25 26 29 3ရက်စက်တိုက်ဖြတ်လေးဖြတ်နဲ့မအေးလို့မင်းအွန်လိုင်းကိုစော်ဖို့ပြည်သူတွေကိုတိုက်တွန်းနေပြီအဲကြောင့်မို့အခုအိမ်တိုင်းနေရာတိုင်းရွာတိုင်းမြို့တိုင်းမှာနော်ဖြစ်နိုင်လို့ရှိရင်ကျင်းတူပါနော်ဟိုဗလဲစစ်ဘေးဆောင်ကြပါကျင်းတူပါဖြတ်တစ်နော်ဖြတ်လေးဖြတ်နော်အဲ့ဒီဖြတ်တစ်ကပါလဲဆိုတော့နိုင်ငံနေရအနက်ကျေးလဲမြို့ပြများကိုဖြတ်တန်းမြုပ်နှံသွယ်တန်းထားတဲ့ဖက်စစ်တာအဓိကဆက်သွယ်ရေးဖိုင်ဘာကေဘယ်ကြိုးတွေကိုရသလိုနေရအနက်မှတစ်ချိန်တည်းတူးဖော်ဖြတ်တောက်ကြဟာဒါဆိုရင်ကျမတို့နေရတိုင်းမှာပြည်သူကာကွယ်ရေးတပ်ဖွဲ့ရောက်နေတာကိုနော်ဒါကျမတို့ပြည်သူတွေနဲ့ဝန်သာအားရစွာနဲ့ကြိုဆိုရမယ်နော်ရောက်နေပြီကျမတို့မသိတာနော်ရောက်နေပြီအဲ့ဒါဖြတ်တစ်နော်ဖြတ်လေးဖြတ်တယ်မှာဖြတ်တစ်ကနေရအနှံ့ကျေးလက်မြို့ရွာတွေမှာရောက်ရှိနေတဲ့သွယ်တန်းနေတဲ့မြို့နယ်သွယ်တန်းထားတဲ့ဖက်စစ်အဓိကဆက်သွယ်ရေးဖိုင်ဘာကေဘယ်ကျိုးတွေကိုရသလိုနေရအနှံ့မှာတစ်ချိန်တည်းတူးဖော်ဖြတ်တောက်ရမယ်နော်နှစ်အချက်ဖက်စစ်လေတာစခန်းလာပြီးလေတာစခန်းအဓိကမင်းအွန်လိုင်းအဓိကပြည်သူတွေကိုပြစ်မှတ်အဖြစ်နော်လေရင်နဲ့ဘုံကျဲဖတ်ဖြတ်လို့အခုဒီအဓိကနေရာတွေကိုနော်သူတို့ဖြတ်နှစ်အနေနဲ့လောက်ရမယ်3ရက်အတွင်းမှာနော်ဖက်စစ်လေတာစခန်းတရင်ဌာနချုပ်များစစ်တပ်ဌာနချုပ်စသည်များသို့သွယ်တန်းထားသောလျှက်စစ်ဓာတ်အားတာဝါတိုင်များဓာတ်တိုင်ဓာတ်ကြိုးများကိုနိုင်ငံနေရအနှံ့မှတပြိုင်တည်းဖြတ်တောက်ကြအားရစရာကြီးနော်တပြိုင်တည်းဖြတ်တောက်ကြဖြတ်နှစ်ဖြတ်စီပြီးနော်ဖြတ်သုံးပြည်သူမျိုးရွာများဂျာမဖြတ်တန်းပြီးဖက်စစ်တပ်စခန်းများစစ်ဌာနချုပ်များသို့သွယ်တန်းထားသောရေပိုက်လိုင်းများကိုမလဲဖြစ်တန်သမျှနီးလဲများအသုံးပြု၍ဖြတ်တောက်ကြဖြတ်သုံးဖြတ်စီနေပြီးနော်ဖြတ်လေးနောက်ဆုံးဖြတ်လေးဖက်စစ်တပ်အတွက်ရိတ်ခါ73စီဝယ်ယူတင်သွင်းရာလမ်းကြောင်းမှန်သမျှပိတ်ဆို့ဖြတ်တောက်ကြဥပမာ1အသွင်ပြောင်းထားသော73စီရင်တန်းများသွားရလမ်းမှာစစ်ပြေးကြိုတင်ဆောက်ဆိုင်ပြီးဆိုင်ကယ်မှဓာတ်စီကိုကြိုတင်ဖောက်ချ၍73စီတင်ရင်ဖြတ်မောင်းချိန်မှာဆက်လက်မီးဖြစ်ပြစ်ပေါက်မီးဆို့ခြင်းဥပမာပေါ့နော်ကိုကတိတ်ဆိတ်လေးစီဘိုးကိုဖောက်ချလိုက်ပြီးတော့သူတို့သွားတာနဲ့နော်ဆက်လက်မီးနဲ့တို့ချလိုက်နော်သွားပြီနောက်ပြီးတော့ဥပမာနှစ်တပ်တွင်ရိတ်ခါတင်ရင်များဖြတ်တန်းလာသည်ကိုသိလျင်လမ်းပေါ်တန်ဆူးများထောင်ခြင်းအဲ့ဒါကျမတို့ပြည်သူတွေမှာတာဝန်ရှိတယ်နော်ပြည်သူတွေအားလုံးကသတင်းပေးခြင်းနဲ့ဖျဲသည်အတွင်းဖျဲသည်အပြင်ဖျဲသည်အကုန်လုံးနော်ပူးပေါင်းပြီးတော့ပြည်သူတွေကတော်လန်ရင်ရဲဘော်တွေကိုနော်နေရအတိအကျသတင်းပေးကြပါနော်တတ်တွင်ရိတ်ခါတင်ရင်များဖြတ်တန်းလာသည်ကိုသိလင်လမ်းပေါ်တန်ဆူးများထောင်ခြင်းဆက်ပြီးဘောစီများကုန်းစင်းလမ်းတစ်လျှောက်ဖြန့်ကျဲကဘီးချော်ကားမောင်းစေခြင်းကောင်းလိုက်တဲ့အကျံနော်တန်စားတွေပန်တိုတန်စားတွေကြောက်ခဲတုပ်တွေအကုန်လုံးပေါ့နော်လမ်းပေါ်မှာပြစ်ချထားလိုက်အဓိကတော့တန်တိုတန်စားတွေဆိုပူကောင်းတယ်ဒီတို့နော်ကားလာလို့စင်ကားပဲပေါက်ရင်ပေါက်မပေါက်ရင်ဘေးချော်ပြီးတော့
ဘာလဲမောင်ဟင်ကဖြစ်ပဲနော်လမ်းဘေးချုပ်တော့မောင်ပဲတစ်ချိန်တည်းတွင်တော်လန်ရဲ့အင်အားစုညာမဟန်ချက်အခုတော်လန်ရဲ့အင်အားစုတွေတနိုင်ငံလုံးမှာပြန့်နေပြီသူတို့ဒီလိုအော်နေပြီဆိုရင်ကျမတို့ရဲ့တော်လန်ရေးဘက်တော်သားတွေတော်လန်ပြည်သူတွေနိုင်ငံအနှံ့မှာရောက်နေပြီဆိုတာကိုဖော်ပြနေတာဖြစ်တဲ့ပြည်သူတို့ဖြတ်လေးဖြတ်မကြခင်ကျမတို့နော်မကြခင်ကျမတို့နေပြည်တော်ကိုအတကြောင့်မို့ပေါ့အခုနေပြည်တော်ကိုနော်မအားလာကအထူးလုံချုံရေးတက်ပြန်ပြီးတော့သူတို့လုံချုံရေးအထူးနော်အရင်တော့ကဒီထက်ပိုပြီးတော့ခိုင်မာအောင်ပိုပြီးတော့လုံချုံအောင်သူတို့နော်သူတို့ခိုင်မာတီဆောက်ထားတယ်အခုဆိုရင်အထူးနော်ဒီထက်ပိုပြီးတော့ခိုင်မာသူတို့တီဆောက်ထားတဲ့အတွက်တော်လာဒီလိုသတင်းမျိုးသုံးရက်နော်ဒါဆိုရင်တစ်ချိန်တည်းမှာတော်လာရင်အာစုများမှာဟန်ချက်ညီမဟာဗျူဟာမြောက်ထိုးစစ်များဆင်နွှဲနိုင်ရန်ပြင်ဆင်ခြင်းနဲ့ဘက်ပြောင်းထွက်ပြေးလာသောစစ်သားများကိုကြိုဆိုလက်ခံနေရာချထားနိုင်ရင်ဟေးမလာခင်25 26 29အဲ့ဒီ3ရက်မှာကျမတို့ရင်ခုန်စွာနဲ့ပြည်သူတွေနော်တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေနဲ့အတူတော်လန်ရေးဘက်တော်သားများအတွက်ကျမတို့ပြည်သူတွေနော်အားစိုက်ကြပါထောက်ပံ့တဲ့လူကလည်းနော်ပုံအောပြီးတော့ထောက်ပံ့ကြပါပြီးတော့နော်မြေပြင်မှာတိုက်တဲ့လူကလည်းသူတို့ကလည်းအားရပါရသူတို့အဲ့ဒီ3ရက်ကိုနော်သူတို့စ조사ပန်းစားဖြတ်လေးဖြတ်နဲ့သူတို့စ조사မှာဖြစ်တယ်အဲ့ဒီအတွက်ပြင်ဆင်ခြင်းနဲ့ဘက်ပြောင်းထွက်ပြေးလာတဲ့စစ်သားတွေကိုကြိုဆိုလက်ခံနေရချထားနိုင်ရေးစနစ်တကျကျယ်ပြန့်စွာစီစဉ်ဆောင်ရွက်ခြင်းများပြုလုပ်ကြပါရန်လေးစားစွာတိုက်တွန်းနိုးစော်အပ်ပါကြောင်းတဲ့ဒါဆိုရင်ဝန်ပါစရာကြီးနော်3ရက်အဲ့ဒီ3ရက်မှာကျမတို့ပြည်သူတွေနဲ့အတူတော်လှန်ရေးရဲဘော်တွေနေရအနက်တကပါတနိုင်ငံလုံးမှာရှိတဲ့ရဲဘော်တွေပြန့်နှံ့နေပြီဆိုတာကိုဖော်ပြထားတာဒါကြောင့်မို့လဲနေပြီးတော့အခုအထူးလုံချုံရေးထားပြီးတော့သူတို့ဘာလဲချထားတယ်လို့နော်သူတို့ဘဲကကြေညာပြန်မယ်ဒါကြောင့်မို့ပေါ့ဖြာခင်းမဲ့လူကတော့အစင်သင့်လာမဲ့30တရက်နေကြရင်ကော်သူလေအာမင်လော်ဘီမကဘာပြောတယ်လဲနော်လာနဲ့30ရက်နေကြရင်နဲ့ကရင်လူထုတွေကရင်လက်နဲ့ကင်တွေ NCA လက်နဲ့ကင်တွေနော် NCA ဘာလဲလူထုတွေအကောက်လုံးတဲ့ Zoom meeting လုပ်ပြီးတော့သူတို့မှာအစိုးရရှိပြီးပေါ့ကော်သူလေအစိုးရရှိပြီးကော်သူလေသမဒရှိပြီးနော်ကော်သူလေအစိုးရကဥဆောင်ပြီးတော့ဒီနော်ဒီဆွေးနွေးပွဲအတွက်သူကပြည်သူတွေကိုဂျင်းထက်အောင်မယ်ကျမမေးထားတာရှိတယ်နော်စောကလင်စိုးကိုမေးထားတာရှိတယ်အချက်5ချက်ကိုအခုထိသူဖြေတာမတွေ့ရဘူးနော်ဒါဆိုရင်သူတို့မှာဥတီချက်မရှိဘူးဒီနေ့ကျမဘာကြောင့်နော်ဘိုး6နေတာမြကိုဖော်ထုတ်ရတယ်လေအမှန်တရားကျမတို့မဖော်ထုတ်ရင်ပြည်သူတွေကဒီတိုင်းပဲဝေဝါးပြီးတော့ယုံကြည်နေအောင်မှာပဲနော်ကျမဖော်ထုတ်လိုက်တဲ့အကြောင်းအရာဒီသက်သေအထောက်ထားအချက်လက်နဲ့ပါနော်လေရင်ပြစ်သနာတစ်ချက်ပြစ်နော်တလုံးပြစ်တစ်ခါသုံးပခုံးထမ်းလေရင်ပြစ်သနာဝယ်မယ်ဆိုပြီးတော့ကျမတို့ပြည်သူတွေစီမှာနော်အလူခံတယ်လေးလုံးဝဲဘယ်လဲဘန်ကောက်ရောက်နေပြီပေါ့နော်ဘန်ကောက်ရောက်နေပြီဆိုတော့အဲ့မှာပတ်စံခြေဖို့ဆိုပြီးတော့ကျမဗီဒီယိုဖိုင်မှာပြောထားတဲ့အတိုင်းပဲလေဒါအမှန်တရားတွေပဲလေယူပြီးတော့ပြောလို့မရဘူးနော်အဲ့အတွက်ကျမတို့မဖော်ထုတ်လို့မရဘူးနောက်မှကျမတို့ပြည်သူတွေဒီထက်ပိုပြီးတော့ဝေဝါးသွားမယ်အဲ့ဒီအတွက်ကျမအမှန်တရားကိုဖော်ထုတ်နေပြီဒါပေမဲ့ NCA နွားအိုကြီးတချို့တွေကတော့ဝန်သားတာပေါ့သူတို့ကလည်းအမှန်မှာတော့နော်မကောင်းတဲ့လူတွေအကောက်လုံးကျမတို့ကတော့ဖော်ထုတ်မှာပဲဘယ်သူမှမဟုတ်ဘူးနော်အာနာရှင်မှန်သမျှကျမတို့ဖော်ထုတ်မှာပဲကျမတို့တိုက်ထုတ်ရမှာပဲလူထုတော်လှန်ရေးပြည်သူတော်လှန်ရေးအမျိုးသားတော်လှန်ရေးမဟုတ်ဘူးနော်အဲ့ဒီအတွက်ကျမတို့ပြည်သူတွေအာတင်ထားပါနော်အခုမကြခင်မှာကျမတို့နိုင်ငံနော်မကြခင်မှာကျမတို့နိုင်ငံအခုကြည့်လိုက်သူ့ရဲ့ပြည်တွင်းမှာရှိတဲ့နော်အုတ်ချုပ်တဲ့နောက်ပိုင်းမှာကုန်စည်နှုန်းတွေ3ဆလောက်ကျဆင်းသွားတယ်ပြည်သူတို့အစိုးရကောင်းရင်ခေါင်းဆောင်ကောင်းလို့ရှိရင်နော်ပြည်သူတွေအေးချမ်းနေသစ်ပင်
သိပင်အရိတ်ကောင်းရင်နော်ဟိုဗလဲတရွာလုံးနားရတယ်ပေါ့နော်အဲ့ဒါလိုပဲခေါင်းဆောင်ကောင်းလို့ရှိရင်တွေ့လားအေးအောက်ချုပ်တာမကြသေးဘူးကုန်စည်နှုန်း3စားလောက်ကျဆင်းသွားတယ်နော်အဲ့ဒီအတွက်အခုဆိုရင်အေးရဲ့လောက်ရကန်ရတိုက်ခိုက်ရဘယ်လောက်ဒီအေးကတော့သူကပြတ်သားတယ်နော်စစ်ရေးကိုပဲဦးစားပေးတော့နိုင်ငံရေးစကားမပြောဘူးအမှန်ပဲလက်ရှိအခုချိန်ထိအေးကနိုင်ငံရေးစကားတခွန်းမှမပြောဘူးနော်သူလောက်ဆရာစီတာလောက်တယ်သူတိုက်ဆရာစီတာတိုက်တယ်တိုက်တိုင်းအောင်မြင်တယ်အဲ့ဒီအတွက်နော်အေးကအခုဆိုရင်ကုလသမဂ္ဂပြည်သူတို့နော်ကုလသမဂ္ဂဆိုတာလဲဖာဟိုဘယ်လိုပြောမလဲတာကူးတွေနော်ဖာလို့ရရင်ဖာမယ်ဟိုတလောတော့ဆိုရင်ဘယ်လိုဟင်ရာကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအေကိုတတိပေးရတာနဲ့အေနဲ့စကားပြောလို့ဘာညာပြောလို့အခုဆိုရင်အေနဲ့စကားပြောရမယ့်အခြေအနေဒါဆိုရင်စစ်နိုင်တဲ့သူဒီနော်အဲ့ဒါအခရာကြတယ်အဲ့တော့စစ်နိုင်မှပဲဖြစ်မှာနော်နောက်တစ်ချက်ကျမဒီညပြောမယ်အကြောင်းအရာနော်နောက်တစ်ချက် NUG ကိုကျမပြည်သူလူထုအနေနဲ့ဘောနော်ထောက်ပြချင်ပါတယ်အခု US နော် US ဆိုရင်တရုတ်နဲ့အမေရိကန်ထိပ်ပြီးခေါင်းဆောင်တွေကခဏနေတက်လိုက်ပြန်ချော့လိုက်ခဏနေဟိုဗလဲရန်ဖြစ်လိုက်နော်အဲ့ဒီအတွက်သူတို့တွေကိုမချီကပ်ပဲနဲ့အခုဥယောပနော်လူလိုသူလိုမြင်နိုင်တဲ့ဥယောပအကြီးအကဲတွေနဲ့သွားပြီးတော့ဟိုဗလဲမဟာမိတ်လောက်ပြီးတော့ကျမတို့အခုလက်ရှိပြည်တွင်းရေးကိုနော်ကူညီလို့ကူညီညာဘယ်လိုပြောမလဲမပြောတာထက်စာရင်နော်မလောက်တာထက်စာရင်ကျမတို့ပြောလိုက်လို့ကျမတို့အကူညီရသွားရင်ဒါကျမတို့ပြည်သူအတွက်ကျမတို့နိုင်ငံအတွက်အမြတ်ပဲနော်အခုအမေရိကန်ကမူမမှန်ဘူးလေတဲ့တဲ့အစိုးရကလည်းအယူလို့ပေါ်လို့နော်ဒါပေမဲ့ကျမတို့ပြည်သူတွေနော်ကျမတို့ရဲ့ခေါင်းဆောင်တွေအနေနဲ့ကတော့ပါနာရမယ်ပြီးတော့ဟိုသူတို့ရဲ့ဥတီချက်နော်ဥတီချက်ဘယ်လိုပြောမလဲဥယောပကိုနော်ဥယောပကိုပို့တော့ချီကတ်ရမယ်နော်အဲ့ဒီအတွက်ကျမအကြံပေးချင်ပါတယ်ပြည်သူလူထုကိုစားတစ်တကောင်ရင်ငှက်တစ်တောင်းပါဟုတ်ကဲ့ပါနော်ကျမပြောဖို့မေ့ပါတယ်ကျေးဇူးပါနော်ကဲတင်ပြောလိုက်အောင်မယ်အဲ့ဒါပြောမလို့ကမေ့နေတယ်နော်ကဲယနေ့ကျေးနန်း18ရက်3လ2025နော်မြင်းချံခရိုင်တောင်သာမြို့နယ်မကြီးပင်တဲကျေးရွာအားယနေ့နံနဲ့3နာရီခန့်ကမိထီလာတက်ဆက်တက်လေထီမဘုံသီလေးလုံးချပြီးလက်နဲ့ငင်များနဲ့ပါပြစ်ခခဲ့တယ်ပြည်သူနေအိမ်နဲ့ဖုံးကြီးချောင်းအဆောက်အဦများပျက်စီးခဲ့ရတယ်ဒီနေ့လည်းပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့နော်လေရင်နဲ့အနီးကပြစ်တယ်ဟိုနေ့မနေ့တနေ့ကဖုံးကြီး10ပါးလားနော်ပြန်လွန်တော်မူသွားတယ်ပြည်သူနဲ့အတူ14ဦးကြဆုံသွားတယ်နော်နောက်ပြီးတော့ NUG ကဒီနေ့ဆိုရင်စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီးပွားရေးစာချုပ်များအကျိုးမရှိဟုရုရှားနိုင်ငံဂျာရေးဝန်ကြီးဌာနထံသို့ NUG ကစာရေးပြီးတော့အကြောင်းကြားထားတယ်နော်ဒါသတင်းပေါင်းချုပ်တော့ပြည်သူတို့ကဲတိုက်ပွဲ ERO PDF လာပြီးကျမတို့ရဲ့အားရစရာသတင်းကဲစစ်သားမအားလာတော့ဘောဆုပ်တွေနော်အခုတိုက်ပွဲ ERO PDF မတ်လ15-16ကစကိုင်းတိုင်းကသာမြို့သို့ထွက်ပြေးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့တမခုခုမှစစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်ကလိုက်လံတိုက်ခိုက်ခဲ့ပြီးတော့စစ်သား40ခန့်သေတယ်34ဦးထိအရှင်ဖမ်းမိတယ်အဲ့ဒါကြောင့်မို့ KIA တို့ AA တို့ကနော်စစ်တပ်ရင်ပတ်စံလိုတယ်စစ်တပ်ရင်သေတတ်တယ်နော်ခလေးတငင်နာလိုမျိုးမပြောဘူးနော်သူများကတော့36တိုက်တယ်တိုက်တိုင်းနိုင်တယ်သူတို့ကအလူမခံဘူးနော်ရန်သူလက်နဲ့ကိုလက်နဲ့စောဘဦးကြီးကျမတို့စောဘဦးကြီးထားခဲ့တဲ့သမိုင်းဒီနွားအိုကြီးတွေကြောင့်အခုနော်ကိုချိုးနေရပြီအခုရန်သူလက်နဲ့ကိုလက်နဲ့တိုက်လို့နော်မင်းအောင်လိုက်အများအပြားပဲလူတန်းနေပြီသူတို့ဝယ်စရာတော့မလိုဘူးနော်
ရန်သူလက်နဲ့ကိုလက်နဲ့တိုက်လို့ဝယ်စရာမလိုဘူးအများအပြားပဲမင်းအွန်လိုင်းရိပ်ရောလူတန်းပြစ်လိုက်တယ်နော်နောက်ပြီးတော့မတ်လ16ရက်ကမန္တလေးတိုင်းညောင်ဦးမြို့နယ်တွင်အကြမ်းဖက်စစ်ရင်တန်းများကို2ကြိမ်မိုင်းဆွဲစစ်ခွေ9ဦးသေတယ်ဒါလည်းမြောက်ပိုင်းကယူပဲနော်မတ်လ16ကမကွေးတိုင်းစလင်းမြို့နယ်တညောင်တိုက်နယ် EPC ရုံးတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကို PDF တပ်ဖွဲ့ကလက်နက်ကြီးညာဖြစ်ပြစ်ခတ်တိုက်ခိုက်ပြီးနောက်စစ်သားအခြေချင်းခိုက်ရန်ဖြစ်ပွားပြီးပြစ်ခတ်ရာမတအူးသေးတယ်ဒါလည်းမြောက်ပိုင်းပဲကျွန်မပြောမယ်နော်ကဲဒီတောင်ပိုင်းကကရင်နဲ့မြောက်ပိုင်းက PDF ဘာကြောင့်ကွာခြားတယ်လဲပြည်တို့နော်တော်လန်ရေးအစပိုင်းမှာကျမတို့ထောက်ပံ့တယ်ကရင်ပြည်နယ်ကိုထောက်ပံ့လို့ဆိုရင်ငါပြောဖူးကဘယ်နှလုံးနော်အသီးဘိုးကဘယ်နှလုံးဆိုပြီးတော့အလူခံပြီးတော့သူတို့အတိအကျဒီလောက်ရလို့ဆိုရင်သူတို့တိုက်လို့ရမင်းကျမတို့ကရင်လူထုတွေကအထူးသဖြင့်ညီမလေးနန်းမိုးကပေါ့နော်သူတို့လိုအပ်သလောက်အလူခံပြီးတော့ထောက်ပံ့ပေးတယ်သူတို့လိုသလောက်နော်ထောက်ပံ့ပေးတယ်နောက်ဆိုဘာအကျိုးအများမှမရလာဘူးပြည်သူအတွက်နော်ဘာတစ်ခုမှမရလာဘူးဘယ်လိုကွာခြားချက်တွေရှိလဲပြည်သူတို့နော်ကရင်မှာကိုယ်ပိုင်ထောက်လုပ်တဲ့အသီးတွေကိုယ်ပိုင်ထောက်လုပ်တဲ့ငပြောဘူးတွေမရှိဘူးဒါပေမဲ့အညာဒေသမှာကျမကိုယ်တိုင်လက်တွေ့နော်ဗီဒီယိုကောနဲ့ PDF ကိုသူတို့ဘယ်လိုလုပ်တယ်လဲဆိုတာနော်ကျမတို့ကိုပြတယ်ပြီးတော့နိုင်ရှင်ကြည့်လိုက်တယ်ဒီကရင်ပြည်နယ်မှာသူတို့ဝယ်လိုက်တဲ့ငပြောဘူးနော်အောက်ပီဂျီလုံးပေါ့ငပြောဘူးတစ်လုံးကိုဘတ်1200ဒါပေမဲ့ PDF တွေအညာဒေသက PDF တွေနော်တစ်လုံးကို4000ခွဲပဲသူတို့ကုန်ချမ်းဝယ်ပြီးတော့သူတို့ထောက်လုပ်တယ်တစ်လုံးကို4000ခွဲပဲကြတယ်ဗမာငွေဒါဆိုရင်ဒီကရင်ပြည်နယ်ကတစ်လုံး1200ဆိုရင်အညာဒေသက10လုံးလောက်ဝယ်လို့ရ10လုံးလောက်လုပ်လို့ရတယ်အဲ့လိုကွာခြားချက်တွေရှိတာဒါကြောင့်မို့လဲအောင်မြင်မှုတွေရတာမတူညီတာကရင်ပြည်မှာငါပြင်းဘာမှဆောက်လို့မလုပ်ချင်ရဘူးမလုပ်ချင်ကြတာမဟုတ်ဘူးနော်လုံးတတ်တယ် PDF တွေလုံးမယ်ဒါပေမဲ့ဒီနွားအိုကြီးတွေကမပေးလို့ဘူးပြီးတော့အခုဆိုရင်ပြည်သူတော့နော်ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေဒီအချိန်မှာအမှန်တရားကိုဖော်ထုတ်လို့ရပြီကျမတို့ပြည်သူတွေအမှန်တရားဘက်ကနေမရက်တီပေးနေပါတယ်ငါချိုးနော်ဖော်တော့မယ်အော်ဒီကနေဖော်အပ်ကောတော့မယ်ခုလိုက်လို့နေခဏလေးနော်မဝင်ဘူးဝင်ပြီနော်အဲ့ဒီအတွက်သူတို့မှာအဲ့ဒါကြောင့်မို့ထောက်လုံးမှုတွေလဲကွာတယ်နော်လုံရတွေလဲကွာတယ် PDF တွေမတော်တာမဟုတ်ဘူးနော်ကျမတို့ရဲ့ကရင်လက်နဲ့ကင်အောက်ခြေတွေဖိုက်တာတွေညံ့လို့မဟုတ်ဘူးနော်လောက်ခွင့်မရတာပြည်သူတို့ဒါနဲ့လောက်ခွင့်မရတာကိုဒီတိုင်းပြီးစောလို့မရဘူးအမှန်တရားကိုဖွင့်ပြောရမယ်ဒီအချိန်မှာဒီတိုင်းငိန်နေလို့မရတော့ဘူးအခုဒီညပြောမဲ့ဆောင်းပါကအခုဒဝဲရေနဲ့စိတ်ကန်းနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းကိုပြောမယ်ဘာကြောင့်လဲဒီဒဝဲရေနဲ့စိတ်ကန်းကနော်အခုဒေါ်စင်မအောင်တို့လည်းပြသားပြောတယ်ပြီးတော့အန်နူဂျီလည်းပြသားပြောတယ်ဒီဒဝဲနော် PDF တွေလည်းပြသားမင်းအောင်လိုက်ကိုသူလောကလက်မခံဘူးတော်နိုင်သမားတွေကလောကလက်မခံဘူးပြောတယ်ဒါပေမဲ့ကရင်ကပါပြောလဲဒီနေရာကသူတို့နေမြေပိုင်တယ်သူတို့နာမည်တော့သူတို့မှတ်ပေးထားတယ်ဒါပေမဲ့ငါတို့လည်းလက်မခံဘူးငါတို့ပူပေါင်းပြီးတော့တိုက်ရမယ်ဆိုတဲ့စကားတခုံးမှမထွက်လာဘူးနော်တခုံးမှမပြောဘူးကြည်လိုက်ကရင်ပြည်နယ်မှာတိုက်တာ PDF အများဆုံးတိုက်တယ် PDF အများဆုံးကြတယ်ဒါပေမဲ့တိုက်ပြီးလို့ရှိရင်သူတို့ပဲပြန်ယူတယ်အဲဒါကြောင့်မို့အရှိကတိုက်တယ်ရလဲရတယ်ဒိုးဘက်ကလည်းကြားတယ်နော်သိလဲသိနိုင်တယ်နောက်ဆုံးသူတို့တွေလမ်းဖွင့်ပေးလိုက်တော့
ခွေးလက်ထဲပြန်ပါသွားတယ်သေတဲ့လူကအလကားသေပြီးတော့နော်ဗာလဲပြည်သူငွေတွေကလည်းအလကားဆုံးပြီးတော့နောက်ပိုင်းဘာမှမဖြစ်လာဘူးဘယ်မျိုးမှမသိနိုင်ဘူးအဲ့ဒါကိုနော်ပြည်သူသူတို့ကြတော့လူမျိုးရင်းနဲ့သွေးခွဲလိုက်ဘာသာရင်းနဲ့သွေးခွဲလိုက်ဒီတိုင်းပဲတော့တော်လန်ရေးကိုကြန့်ကြံအောင်နီးမျိုးစုံနဲ့ပြည်သူတွေကိုဝေဝါးအောင်လုပ်နေတာပဲရှိတယ်ဒီချိန်မှာနော်အမှန်တရားတွေဖော်ထုတ်လို့ရပြီအဲ့ဒီအတွက်နော်ဒါကြောက်ရမယ်အချိန်မဟုတ်တော့ဘူးအမှန်တရားတွေဖော်ထုတ်လို့ရပြီကဲခုနတော့သတင်းမောင်ချုပ်ထားပါဦးမယ်နော်မလာ16ရက်မကွေးတိုင်းစလင်းမျိုးနဲ့ဒါလဲ3နှစ်သားကလေးပဲတံပြားကစစ်ကားတစ်စီးကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားတဦးသေးစစ်တပ်ကြီးရေလေပူးပေါင်းကစစ်ကြောင်းထိုးနေတဲ့ဖြစ်တိုက်ပွဲပြင်းထန်နေတယ်ကြည့်လိုက်နော်တံပြားကကား3နှစ်သားကလေးဘယ်မှာလဲအောင်စေရစစ်ကြောင်းနဲ့နိုင်ငံတော်အဆင့်အောင်စေရစစ်ကြောင်းအခုချိန်ထိဒစ်လဲနေတယ်ဒါမဲ့ဒီနေ့သတင်းသူတို့ပြန်ထုတ်လာတယ်ပြည်သူတို့ထိုးစစ်ဆင်နေတယ်တဲ့သူများထိုးစစ်ဆင်နေသူတို့ကနော်ဖိအားပေးတာများလို့အခုသူတို့ကအောင်စေရစစ်ကြောင်းနဲ့သူတို့ထိုးစစ်ပြန်ဆင်နေကရင်ပြည်နယ်ရဲ့သတင်းနော်အဲဒါကြောင့်မို့စိတ်ကိုမဝင်စားဘူးကရင်သတင်းနဲ့ပတ်သက်လိုက်နော်မဆလာ14ကမန္တလေးတိုင်းညောင်ဦးခရိုင်ဒါလည်း3နှစ်သားကလေးနေရကြီးပဲနော်ညောင်ဦးခရိုင်ညောင်ဦးမြို့နယ်ငတ်ရောက်မြို့နယ်ခွဲအတွင်းတို့ဝင်ရောက်လာတဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမုန်းခဲ့ရ84ဦးသေတဲ့ခွေစစ်ကြောင်းတစ်ခုလုံးပြက်စီးသွားတယ်ဟာစစ်ကြောင်းတစ်ခုလုံးပြက်စီးသွားတယ်ဆိုတော့စဉ်းစားကြည့်3နှစ်သားကလေးနော်ကဲအောင်စရစစ်ကြောင်းနဲ့တင်းလည်နေတဲ့ဒါပေါင်းနော်စက်တိုင်းလဲပေလို့ရပြီနိုင်ငံတော်အဆင့်မင်းတို့ပြောနိုင်ငံတော်အဆင့်အခုချိန်ထိဒစ်လဲနေတော့ပဲနော်ပသိရဲစခန်းအတွင်းသို့အမျိုးသားတအူးကကြေးဖြစ်ဝင်ရောက်တိုက်ခိုက်မှုစခန်းမှုကြော်စေလာနဲ့ရဲ3ဦးထိခိုက်ဒဏ်ရာရတိုက်ခိုက်သူကိုပြစ်ခတ်ဖမ်းဆီးသဖြင့်ဒဏ်ရာရရှိကအသက်အန္တရာယ်ဆိုးရရတယ်ခွေးအချင်းချင်းပဲဖတ်ကြပါစီနော်နောက်ပြီးတော့ချင်းတော်လန်ရေးအထိတ်အမှတ်အကျဉ်းသား82ဦးကို CNF ကလူငယ်ချမ်းသာခွင့်ပေးတယ်သူများဒေသဘက်ကတော့နော်ဂျာကာလဖွဲ့စည်းပုံနဲ့သူတို့ပြည်နယ်တိုးတက်အောင်အခုကလေးကလှုပ်ဆောင်နေပြီကရင်ပြည်နယ်အခုထိဒီတိုင်းပဲမက်ဒလင်တီးသလိုပဲဒီတိုင်းပဲဒါပေမဲ့သူတို့ခေါင်းကြီးပိုင်းတွေကတော့နေရလူဖို့ဖြာခင်းဖို့ချောင်းနေကြကုန်ပြီနော်စစ်ကောင်စီစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က၎င်း၏လူယုံတော်များဖြစ်သောဗိုလ်ချုပ်ကျော်ဆွေထုံးနဲ့ကိုရေးအရာရှိဟောင်းဗိုလ်ချုပ်မိုးမြင့်ဆွေတို့ကိုစစ်ဘက်ဆိုင်ရာအမှုထမ်းကောင်းခြင်းအတွက်ချီးမြှင့်တဲ့ဇေယျကျော်ထင်ဘွဲ့ပေးအပ်ပြီးတော့မြောက်စားတယ်နော်မင်းအောင်လှိုင်ကတော့ဘယ်ကနေဗာလဲဘွဲ့နော်သူခိုင်းစားလို့ရတဲ့လူတွေကိုဘွဲ့မျိုးစုံပေးပြီးတော့မြောက်စားထားတယ်နော်စစ်ကောင်စီရဲ့ရုပ်မှာအကြမ်းဖက်မှုမကွေးတိုင်းရေစကြိုမြို့နယ်ဘီဆာကုန်းရွာမှာပြည်သူပိုင်ပစ္စည်းများကိုအကြမ်းဖက်စစ်တပ်ကခိုးယူသွားပြီးနောက်နေအိမ်များကိုမီးဆိုးဖျက်ဆီးနေတယ်သူတို့ရဲ့အကျင့်ဆိုင်ရိုက်ကအဲ့ဒါပဲနော်သခိုးကြဘိုးခိုးဆိုးလူနိုင်နော်ဒီလိုအကြမ်းဖက်စစ်မိတ်စာကတော့သူ့ရဲ့လောက်ရကသူတို့ဒါပဲလောက်တတ်တယ် KNL စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နီရဲ့နေအိမ်အနီးတို့စစ်တပ်ကအဖေခံဒရုန်းများဖြင့်ပြစ်ခတ်ထိုက်ခိုက်တော်လဲလူထိခိုက်မှုမရှိယုံကြည်ကြလားပြည်သူတို့နော် KNL စစ်ဦးစီးချုပ်အိမ်ကတော့တို့ထိမှမဟုတ်ဘူးထိလို့စင်လည်းသိမှာလေစစ်ဦးစီးချုပ်ကအသက်သင်္ကြန်ကုန်သားရောက်နေပြီနော်စိတ်မကောင်းဘူးအဖိုးရေနော်အဖိုးမသေးလို့စင်လူငယ်တွေအတွက်အခွင့်အလမ်းရှိသေးတယ်အဖိုးမသေးဘဲနဲ့ဒီတိုင်းဆက်နေတော့လူငယ်တွေရဲ့ဘဝနော်တယောက်ကြုံဖြစ်ပြီးတော့တယောက်များငယ်တွေဖြစ်တယောက်ကြုံနေဖြစ်ပြီးတော့မူရည်စေဝါလောင်းကစားနဲ့လူညွတ်တုံးကရင်မျိုးတုံးမှာသေးကြတယ်အဖိုးရေအဲကြောင့်မို့အဖိုးသေးမကိုဖြစ်မှာအဖိုးမသေးမချင်းနော်ကျမတို့ပြည်သူတွေကတော့အဖိုးကိုမေတ္တာပို့ပြီးတော့ကျေးဇူးဆိုနေအောင်ပါပဲမကွေးတိုင်းမထင်နဲ့နော်
ကျိစာတကယ်ထိတာနော်ကျိစာတကယ်ရှိတာနော်မကွေးတိုင်းရေစကြိုမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကြေးရွာ3ရွာကိုမီးဆိုးပျက်စီးခြင်းကြောင့်နေအိမ်400နီးပါးပြာကျခဲ့ပြီးပြည်သူ8ဦးကိုလည်းစစ်သားများကဖမ်းဆီးတပ်ဖြတ်ထားတယ်မင်းတို့ချိန်ချောက်လေမင်းတို့ရက်ဆက်ရုံမာလေငါတို့ပြည်သူတွေကမင်းတို့ကိုမကြောက်ဘူးပို့ပြီးတော့ယွန်းရှာမုန်းတီးလေပဲပြည်တင်းရင်မင်းမခံနိုင်ဘူးအခုလာမဲ့နော်25 26 29ရက်မှာမင်းတို့ဝေးဒီနော်အစာဝအောင်စားထားအကြောင်းမို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်ဖြစ်ဘုံကျဲတယ်ပြည်သူတွေကိုချိန်ချောက်တယ်လေမင်းတို့ချိန်ချောက်လေပြည်သူတွေကမင်းတို့ကိုပို့ပြီးတော့နာကြီးလေပဲသေမထူးနေမထူးတဲ့ငါတို့ပြည်သူတွေအတွက်မင်းတို့ကိုအနိုင်ရယုံမတပါနော်နောက်ဆုတ်ဖို့စိတ်ဓာတ်ကြဖို့တစ်စက်မှမရှိဘူးပေါ်တာဆွဲဖမ်းဆီးတဲ့တဲ့ပြင်ဦးလွင်တွင်နေထိုင်သောရခိုင်တိုင်းရင်းသားတအုပ်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးတယ်တွေ့လားနော်ရခိုင်လူမျိုးဆိုရင်သူတို့အသေးကြောက်နေပြီတာရေးမလာ19ရက်နေ့ကထုတ်ပြန်ချက်များအရအ ਨੇ ဆုံးဆွစ်ခွေးဝဲစား43ဦးသေးတယ်မဆလာ19ရက်နေ့ဟာတနေ့တည်းပဲစစ်သားစစ်ခွေးဝဲစားတွေ43ဦးသေးတယ်နော်ဖမ်းဆီးအလင်းဝင်ပြောတနင်္သာရီမြို့နယ်ကြောက်ထောင်ငယ်မှာစစ်ကောင်စီတပ်သားတယောက်ကိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့တယ်တနင်္သာရီကလည်းမင်းတို့လှုပ်ချင်လို့လှုပ်လို့မရဘူးနော်ဒါပေမဲ့လက်ရှိမှာ KNU အနေနဲ့စိုးဖြတ်ရမယ်တနင်္သာရီနေရာမှာ KNU ကနော်သူ့ရဲ့အုပ်ချုပ်နယ်မြေလို့မင်းတို့သတ်မှတ်ထားရင်မင်းတို့ဥဆောင်ပြီးတော့တိုက်ရမယ်မင်းတို့မဥဆောင်ဘဲနဲ့ပြည်သူလူထုဥဆောင်တဲ့နော်ပြည်သူလူထုဥဆောင်တဲ့တော်လှန်ရေးဆိုရင်အဲ့ဒီတဝဲဒေသကိုအဲ့ဒီနေဒေသခံတွေကဥဆောင်မယ်ဆိုရင်မင်းတို့ KNU အုပ်ချုပ်ရေးနဲ့ရေးသားကိုအချောင်လိုက်ပြီးတော့ဖျာခင်းလို့မရဘူးဆိုတာကို KNU နွားအိုကြီးတွေကိုကြိုတင်ပြောထားမယ်နော်ပဲခူးတိုင်းညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လက်တပ်ကဘုံမှာကျဲချသဖြင့်စစ်သားအများအပြားသေဆုံးပြီးအခုချိန်ထိတိုက်ပွဲအတွင်းသေဆုံးသူစစ်သား120ကျော်ရှိတယ်လို့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေကပြောတယ်ဒါဆိုရင်မင်းတို့ပြည်သူကျိစာအခုတက်ဆူးနေပြီအယောက်120ဆိုတာနေတာမဟုတ်ဘူးဘုံကျဲမားတယ်တဲ့ဒီထက်ပိုပြီးတော့မားပါစေထုတ်ပြန်မိုးကုံမျိုးကလုပ်ငန်းရှင်တွေအနေနဲ့အခုလကုန်တဲ့အထိလုပ်ငန်းလိုင်စင်တွေစောက်ထားဖို့ TNL ကအမိတ်တရားထုတ်ပြန်တယ်မင်းတို့ကအာနာစင်ဆန်ပြီးတော့နော်ပြည်သူတွေကိုမင်းတို့ချိန်ချလို့မင်းတို့လည်းမင်းအောင်လိုင်းလို့ပဲနော်မကြဘူးမင်းတို့အချိုးကိုပြင် TNL မင်းတို့အချိုးကိုပြင်မင်းတို့အချိုးမပြင်လို့ရှိရင်မင်းတို့လည်းပြည်သူရဲ့ကိစ္စပြည်သူရဲ့အမုန်းကိုမင်းတို့ရမှာကုလမြန်မာရှိတရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်စပ်မှုဂျူလီဘီရှော့ညင်းဆိုတယ်အခုဒီကုလအထူးကိုယ်စားလှယ်ကိုနော်ကျမတို့ရဲ့အဖွဲ့အစည်းအရသာအဖွဲ့အစည်း190ကျော်လားမသိနော်900ကျော်လား190ကျော်လားမသိဘူးလက်မထိုးပြီးတော့စစ်ဆေးခိုင်းတဲ့စီးပွားရေးနော်ဘာလို့ဆိုတော့ तू ကတော်လန်ရေးဘက်တော့ဒါဘက်ကနေမနေဘဲနဲ့မေလို့မင်းအွန်လိုင်းကိုနော်ထောက်ခံအားပေးတဲ့အတွက်အဲ့ဒါကိုအရသာပြည်သူတွေကသူ့ကိုစာထုတ်ပြီးတော့စစ်ဆေးခိုင်းတယ်အခု तू ကညင်းဆိုတယ်လူမှုစီးပွားဗန်ပိတ်ရက်ရှိအပြီးမှမြန်မာမပ်ပဲနဲ့ပဲစင်းကိုဈေးအကြပြန်ဖွင့်လာကဘာဆွေဈေးဆက်တက်လာပြီးနောက်ပြည်တွင်းဆွေဈေးမှလည်းတကြသားကို68သိန်းကျော်အထိသိန်း100ပြည့်တော့မယ်တကြသားကိုသိန်း100စဉ်းစားကြည့်ဖွင့်ပြန်အလုပ်သမားများ OWIC ကတ်လို့ရန်နေပြီးတော့အထိရှောက်ရမယ်ထိုင်းဘက်ကတော့လူငိမ့်ချမ်းထိုင်းဘက်ကတော့စီးတဲ့စိတ်ရိုက်စရာမလိုဘဲနဲ့ပြန်ချင်းတို့ပြန်လို့ရတယ်ထိုင်းကတော့မင်းအွန်လိုင်းကိုအပြစ်အဝကူညီပေးထားတယ်အခုဆိုရင်သူတို့ရဲ့နော်အကြီးအကဲတွေကိုအမေရိကန်ကနော်ဗလဲ passport
ပိတ်လိုက်တယ်ဘယ်နဲ့အမေရိကန်ဝင်ခွင့်မပြုတော့ဘူးဝင်ခွင့်မပေးတော့ဘူးအထွေထွေအကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်ဝန်တွေစစ်ပြေးရဲပြေး CDN ဝန်ထမ်းနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုမပုတ်တင် EID စစ်ဆေးပြီး National Database စနစ်အတွင်းသို့ဝင်ရောက် CCTV စနစ်ဖြင့်ဖော်ထုတ်ဖမ်းဆီးနေတယ်အဲ့ဒီတော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေနော်တတိထားပါအခုသူတို့ကဆက်နဲ့နော်စစ်ဆေးနေတယ်အမေရိကန်ဘော့စတွန်မြို့တွင်ဒေါအောင်ဆန်းစုကြည်ဤသားငယ်ကိုထိတ်လင်းနဲ့မြန်မာမိသားစုများတွဲဆုံ၍မြန်မာပြည်စစ်ဘေးဆောင်စစ်ဘေးသင့်ပြည်သူများအတွက်လူသားချင်းစာနာမှုအထောက်အပံ့များပုံမရရှိရန်ကြိုးပမ်းသည့်လှုပ်ရှားမှုလှုပ်ဆောင်ခဲ့တယ်တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာမတ်လ18ရက်နေ့မနေ့ကဓမြတိုက်စားတဲ့ပြည်သူစစ်အဖွဲ့ကိုဖမ်းမိတယ်ဗီဒီယိုဖိုင်မှာနော်သူတို့ပြလာတယ်သူတို့တင်လာတယ်ခွေးအချင်းချင်းပဲနော်ပြူစောထီကဓမြပြန်တိုက်သူတို့ခွေးကပဲပြန်လဲဆုံးမခွေးအချင်းချင်းပဲကြိုက်ကြပါစေသေတော့လဲအေးတာပဲနော်စံကုန်မြေလေးတွေသေတော့လဲအေးတာပဲစစ်ကောင်စီလက်အောက်မှာစစ်ဆေးနေတဲ့2025ခုနှစ်တိုက်ကတော်ဝင်စာမွေးပွဲမှာចောင်းသားចောင်းသူပေါင်း2သိန်းကျော်လာဖြစ်2သိန်းကျော်တနိုင်ငံလုံးမှာ2သိန်းကျော်နော်ဖြူကျော်တဲ့ရဲ့ဩစတြေးလျဖျော်ဖြေပွဲ2ခုလက်မပရိသတ်တွေအလူရဲ့အားပေးတယ်ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသမှာ SNA နဲ့လုပ်ငန်းရှင်တို့ပူးပေါင်းပြီးဆက်ရန်တရားကြီးများနဲ့အကြီးစားဆွေတူးဖော်မှုပုံမိုဆိုးရွားလာတာကြောင့်လဲရမီကုန်သလောက်ဖြစ်နေတယ်အဲ့ဒီဗာလဲစကားမစပြောရအောင်မေ NLD လက်ထက်တော့က TNL ကနော်ငကိုတဲကသူကမူမမှန်တာနော်သူကတရုတ်ရဲ့ကြီးစားတရုတ်ရဲ့ဘာပေါ့ပြောရမယ်ဆိုရင်အမေစုလက်ထက်တော့ကဒီမူရစ်စေဝါစစ်တဲ့ဆက်ကိုနော်သူတို့ဖျက်ဆီးလိုက်တယ်လေဒီမြောက်ပိုင်းကနော်ဖျက်ဆီးလိုက်တယ်လေအဲဒါကြောင့်မို့သူတို့တွေကနိုင်ငံရေးခံယူချက်မူမမှန်ဘူးအဲဒါကြောင့်မို့လေအခုဆိုရင်သူတို့ရဲ့လောက်ရကမူမမှန်တော့ဘူးနော်ကျမတို့ပြည်သူတွေကတော့အနီးကစောက်ကြည့်နေတယ်ဘယ်သူကမူမှန်တယ်ဘယ်သူကမူမှန်မဟုတ်ဆိုတာစောက်ကြည့်နေတယ်နော်ပြည်သူမုံရင်မင်းတို့ဖြေစရာဆေးမရှိဘူးအဲကြောင့်မို့ပြည်သူတွေကိုမင်းတို့နော်ရံမစာနဲ့ပြည်သူတွေကိုမင်းတို့မေတ္တာထားပါမေတ္တာရောင်ပြန်ဟမှာတယ်ထိုင်းနိုင်ငံတွင်ဗီဇာနဲ့နေထိုင်ခွင့်သက်တမ်းတိုးရန်တန်ရုံးထောက်ခံစာယူလိုပါကမြန်မာနိုင်ငံမှာရကွက်နဲ့စပိုတွေနော်ထိုင်းကသတင်းကြေညာပြီးသားဒီဟာတွေမလို့ဘူးဘလို့သတင်းကဘလို့ထွက်လာလဲမသိဘူးဒါပေမဲ့ကိစ္စမရှိဘူးနော်မိုးပြူအများပဲမင်းတို့ဘလို့ဘယ်လို့မိုးပြူအများပဲဘယ်သူမှမလုပ်ဘူးဒါတော့သတင်းပေါင်းချုပ်ပါနော်နောက်ထပ်သတင်းကောင်းတွေကြေညာအောင်မယ်နော်ဒီနေ့ကသတင်းကောင်းတွေကြီးပဲကဲခုနတော့ကျွန်မပြောသလိုပေါ့နော်NUG ရဲ့တာဝန်ရှိသူတွေကိုတခုလောက်လေအကြံပြုချင်ပါတယ်မအားလားဟာပူတင်ရဲ့စိတ်ကြည်နူးမှုအပေါ်မှာအသုံးချပြီးသူလိုအတာတွေကိုတောင်းဆိုလာခဲ့တယ်ဆိုတာသိကြပြီးဒါဖြစ်မှာပါလက်နဲ့ခဲရန်နဲ့ရဆာထုတ် drone တွေအပါဝင်အစိုးဆုံးအချက်ကတော့ဂျိုဒူထောက်လန်းရေးကိုအသုံးပြုခွင့်ရရှိသွားခဲ့ကြတာပါပဲနော်အဲ့ဒီအတွက်ဒါကတော်တော်ကြီးကိုအနေနဲ့ကြီးသွားစေတဲ့အနေအထားတရပါNUGအနေနဲ့လည်းမအားလားလိုမျိုးအခွင့်အရေးကိုအသုံးချလို့ရနိုင်ကြပါတယ်ဒါကဘာလဲဆိုတော့အသုံးမဝင်နိုင်တော့တဲ့ US ကိုစွန့်ခွာပြီး EU နိုင်ငံတွေဘက်ကိုပြသားသားရဲလိုက်ကြစေချင်တာပါရုရှားနဲ့နယ်မြေချက်ထွင်လာမှုတွေအတွက်ရော US ရဲ့ကြောထောက်နောက်ခံပါမရှိကြတော့တဲ့ EU နိုင်ငံကြီးတွေဟာကိုယ်ပိုင်အင်အားတွေတိဆောက်ယူလာခဲ့ကြပါပြီဒါပေမဲ့ NUG အနေနဲ့ကတော့ဗါလေအဲ့လိုမျိုးပြသားလုပ်လို့မရဘူးเนาะဘာဖြစ်လို့ဆိုတော့ US ကဒီ main outline ကို session ချထားတဲ့အပိုင်းတွေရှိတယ်เนาะ session ချထားတဲ့အပိုင်းတွေရှိတယ်ဒီ session ကြောင့် main outline နဲ့လည်းမထူနိုင်တာလေအဲ့ဒီအတွက်သူတို့အနေနဲ့လည်းပြသားလုပ်လို့မရတဲ့အပိုင်းတွေရှိမှာပါเนาะ
အခုဆိုရင် US ရဲ့ကြောထောက်နောက်ခံမှာမရှိကြတော့တဲ့ EU နိုင်ငံကြီးတွေဟာကိုယ်ပိုင်အင်အားတွေတိဆောက်ယူလာခဲ့ကြပါပြီဒီအနေထားမှာမြန်မာစစ်ခေါင်းဆောင်ကရဆာဘဲကနေပေါ်တင်ရပ်တည်ပေးလိုက်တဲ့အတွက်ဥရောပနိုင်ငံကြီးတွေအားလုံးဟာအကြမ်းဖက်စစ်ကောင်စီပေါ်မှာအမြင်မကြည်ဖြစ်သွားကြမှာကတော့အသေးအချာပါပဲဒါကြောင့်မို့စကားစကိုစန့်ကျင်တော်လှန်နေကြတဲ့ NUG အနေနဲ့ဒီအခွင့်အရေးကိုသာအမိအယအုပ်ချနိုင်ခဲ့ကြမယ်ဆိုရင်မိမိတို့ရဲ့အလိုအဆုံဖြစ်နေကြတဲ့ငှက်ကင်တွေကိုအတန်အသင့်လောက်တော့တောင်းဆိုနိုင်ကြလိမ့်မယ်လို့မြင်မိပါတယ်ယူကရိန်းရဲ့ဆယ်ပုတ်တပုတ်ကိုလည်းမမျော်လင့်ပါဘူးတပုတ်လောက်ရရင်တော်ပြီနော်ငှက်ကင်ဆယ်လက်လောက်ပဲရရင်ကိုပဲတော်လန်ရေးကနိုင်တဲ့လောက်ဖြစ်သွားမှာပါဒါကယူကရိန်းရဲ့အပုတ်100ပုတ်တပုတ်မရှိသလိုဒီနိုင်ငံကြီးတွေအတက်လဲမှုလောက်เสียအနေထားတရမဟုတ်လာပါဘူးပြောလို့တော့မရဘူးเนาะဒီ EU ကိုသွားပြီးတော့ပူပေါင်းတော့ကျွန်တော်တို့ဆိုင်ရင်တမန်ရင်နဲ့ပူပေါင်းတော့လောက်ได้ဆိုရင်เนาะရချင်ရမှာပေါ့တယဝင်မဟုတ်ရင်တော့နောက်ွယ်ကနေအကျိုးများသဘောတူညီချက်နဲ့ပဲဖြစ်ရအောင်စ조사စေချင်ပါတယ်เนาะအဲ့ဒီအတွက် NUG ကိုဗလဲအကြံပေးတာပေါ့နော်ပြည်သူတယောက်အနေနဲ့ကဲအခုကြည့်3နှစ်သားကလေးတွေနော်ဂန်ကောမြောက်ခင်ရန်ပြူရွာနဲ့မြစ်သာ10ပေါ်တွင်တပ်ဆွဲထားသောစစ်တပ်ကိုဒရုပ်ဖြင့်ဗုံးကျဲမှုစစ်သား6ဦးသေဆုံးပြီးတော့စစ်သား2ဦးလက်နက်နဲ့အတူဖမ်းဆီးရမိတယ်ဒါလည်း3နှစ်သားကလေးပဲအဲ့ဒါကြောင့်မို့ပေါ့နော်ဗလဲမနေ့တနေ့ကကျွန်မပြောတဲ့သတင်းမှာပါပါတယ်အဲ့ဒီရခိုင်မှာတိုက်တဲ့စစ်သားနော်မကွေးမဟုတ်ဒီမကွေးတို့အရာဝတီနော်အဲ့ဒီဘက်မှာတိုက်တဲ့စစ်သားအေးတိုက်တာမဟုတ်ပါဘူးတဲ့အေးကတော့ဥဆောင်တဲ့နေရာမှာပဲရှိပါတယ်တဲ့တကယ်တိုက်တာက PDF တွေတဲ့ဒါဆိုရင်ကျမတို့ရဲ့ PDF အင်အားတွေကဘလောက်အထိများနေတယ်လဲအင်အားများပါတယ်တဲ့နော်မင်းအောင်လိုင်ရဲ့မယဘာသားအကြီးကဝန်ခံသွားတာ तू မသေးပါဘူးတဲ့ကျွန်တော်မသေးပါဘူးတဲ့အဲ့ဒီအတွက်ကျမတို့ပြည်သူအင်အားပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့အင်အားဘယ်လောက်ထိကြီးမားသလဲဒီနေ့ဆိုလဲနော်ပခုတ်ကူမှာပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအများအပြားသင်တန်းဆင်းလာတာကိုကြည့်ချင်အဖြစ်ဒါကြောင့်မို့လေအခုတနိုင်ငံလုံးဖြတ်လေးဖြတ်နဲ့3ရက်ဆက်တိုက်လှုပ်ဆောင်ဖို့နိုးစော်ကြကုန်ပြီးလေနော်မကွေးတိုင်းကန့်ကောမြို့နယ်မြောက်ခင်ရန်ရွာရှိပြူစောတိစခန်းနဲ့မြစ်ပါဆယ်ပေါ်မှာတပ်ဆွဲထားတဲ့စစ်ကြောင်းကိုထုံးဖြစ်ဗုံးကျဲတိုက်ခိုက်ပြီးတော့စခန်းမှု2ဦးပါဝင်6ဦးသေဆုံးတယ်မြိုင်ပကဖမတာဝန်ရှိသူတွေကပြောပါတယ်ဒါဆိုရင်နော်ကျမပြောချင်တာကအခုຫນွေဦးတော်လှန်ရေးဘက်နှစ်ဖက်ပဲရှိတယ်နော်အာနာရှင်နဲ့လူထုတော်လှန်ရေးပြည်သူတော်လှန်ရေးဒီမိုကရေစီနဲ့အာနာရှင်နှစ်ဖက်ပဲရှိတယ်စနစ်နှစ်ခုပဲရှိတယ်တခြားစနစ်မရှိဘူးအဲ့ဒီအတွက်ဟိုဘက်လည်းမပါဘူးဒီဘက်လည်းမပါဘူးနော်တတိယအုပ်စုဆိုတာအာနာရှင်ပဲတတိယအုပ်စုဆိုတာလက်နဲ့ကင်တဲ့အုပ်စုပဲအဲ့ဒီအတွက်နော်အာနာရှင်နဲ့ပြည်သူဒီမိုကရေစီကိုခွဲခြားနိုင်ပါစေပြည်သူတို့တတိယအုပ်စုဆိုတာလည်းအာနာရှင်ပဲသူတို့တွေကပြည်သူတွေစိတ်ချမ်းသာပြောအခုကြည့် YouTube မှာလေတတိယအုပ်စုနော်ဒီမျိုးထိုက်တန်သေးတို့ဟာလူထုတွေအားရအောင်အခုကြားဖြန့်ကိုပဲကြည့်လိုက်ကြားဖြန့်လာနေပြီးလို့စင်ငါတို့တော်လိုင်းရအောင်မြင်တော့မယ်ဒီကြားဖြန့်ကဘလို့အခုချစ်သူကိုဖမ်းတော့မယ်ဘာညာသူပြောနေအခုထိအေးစစ်ပဲနော်NUG အမဟုတ်ပါနဲ့ BGM မောင်ချစ်သူကိုဖမ်းဝလန်းထောက်တော့မယ်ဘာညာသူတို့ကြီးညာတယ်အာရပါရကျမတို့ကပြည်သူတွေအဲ့လိုမျိုးနော်စိတ်ဘယ်လိုပြောတာစိတ်ဓာတ်ခုံအားပေးတာမဟုတ်ဘူးပြည်သူတွေကိုမျောလင့်ချက်အမားတွေပေးပြီးတော့ပြည်သူတွေကစိတ်အားထက်သန်စွာနဲ့နော်စောင့်မျောပြီးတော့ဘယ်သူတို့တကယ်ပဲလှုပ်တော့မှတကယ်ပဲလှုပ်တော့မှမျောလင့်ချက်များလာလို့ရှိရင်တချင်းရှိတယ်လေမျောလင့်ချက်သာမထားခဲ့ငါဒီလိုခံစားရမယ်မထင်ဘူးသူအဲ့ဒီဆိုထားတာရှိတယ်လေမျောလင့်ချက်ထားပြီးတော့ကိုလိုချင်တဲ့အတိုင်းတာမဖြစ်ခဲ့လို့ရှိရင်ပြည်သူတွေကစိတ်ဓာတ်ကြမယ်လေအဲ့ဒါတတိယအုပ်စုရဲ့လှုပ်ရစိတ်ဓာတ်စစ်စင်ရေးပဲပြည်သူတို့အဲ့ဒီအတွက်နော်ကျမတို့သတင်းကိုလည်းကြည့်ရမယ်လက်စီဖြစ်ပြက်နေတဲ့အဖြစ်ပြက်မားလားမှန်လားဟုတ်လားမဟုတ်လားကျမတို့ဝေဖန်သုံးသပ်ရမယ်ပြည်သူတို့
သူတို့ပြောတိုင်းလဲမယုံနဲ့ကို YouTube မှာသူတို့ပြောတယ်ဟင်းနော်ခဏနေဟိုအမေစုလူမြောက်ပြန်ပြီးခဏနေဘာဖြစ်ပြန်ပြီးသူတို့ကဟိုဗါတယ်အခုဂျားဖြန်းကဖမ်းတော့မယ်ဂျားဖြန်းနေနိုင်တော့မယ်ဘာညာတရုတ်ဟိုတရုတ်ကနေတော့မယ်နောက်ဆုံးဘာမှမဖြစ်လာဘူးကျမအစကတည်းကပြောတယ်နော်ဒီဂျားဖြန်းကိစ္စကသူတို့လှုပ်ရှားနေတာနော်ကျမဆောင်းပါဒေါနာလင်းရုပ်ရဲ့ဆောင်းပါဖပြထားတယ်ဒီဂျားဖြန်းရဲ့အဓိကမိန်အဓိကမိန်ကတရုတ်ပဲတရုတ်ကကိုဘွားတွေခွဲပြီးတော့နော်သူကလိုက်မွေးထားတာဖြစ်တယ်အဲ့ဒီအတွက်ဒီဂျားဖြန်းကိုသူနေမဲ့သူဘာဖြစ်လဲညာဖြစ်လဲသူဘလို့ပဲနော်ရုပ်တီးရှိဇက်ညုံရင်းနေပါစေကျမတို့ပြည်သူတွေအတွက်တော့ရိုးသွားပြီအဲ့ဒီအတွက်ဒီတတိယအုပ်စုမှတ်ထားလိုက်ပြီသူတို့အန်နူဂျီကိုဖောင်းထူအန်နူဂျီကိုထိုးချနေတဲ့လူမှန်သမျှသည်တတိယအုပ်စုမအားလာလက်ဝေခံလို့ပဲမှတ်ထားလိုက်ပါဒါမှမဟုတ်ရင်လေနော်ပြည်သူလူထုကိုဥဆောင်တဲ့စနစ်ဒီမိုကရေစီစနစ်အာဏာရှင်စနစ်အန်နူဂျီကဒီမိုကရေစီစနစ်ကိုဥဆောင်တာမေလို့မင်းအောင်နိုင်ကအာဏာရှင်စနစ်ကိုဥဆောင်တာအဲ့ဒီအတွက်အန်နူဂျီကိုမလို့မုန်းတီးတဲ့လူအကောက်လောကမင်းအောင်နိုင်ရဲ့ကိုဘွားတွေလို့ပဲမှတ်ထားလိုက်ပြီဒီလိုမင်းအောင်နိုင်ကအန်နူဂျီ PDF ကိုအသေးကြောက်နေတာတိုင်းသားတွေကိုတော့သူမကြောက်ဘူးအန်နူဂျီ PDF ကိုသူကြောက်တာအဲကြောင့်မို့သူရဲ့ပထွေးရရှာတို့တရုတ်ကိုပေါင်းပြီးတော့နော်သွားပြီးတော့မျက်ရည်ချူပြီးတော့နိုင်ငံကိုသွားရောင်းစားနေရတာလေအန်နူဘာလဲ PD မင်းအောင်နိုင်အကြောက်ဆုံးကအန်နူဂျီ PDF ပဲဆရာများတော့သားသေးတယ်ဘိုးများတော့ရွာကြည်တယ်အခုနော်ပဟေဒီပြောမယ်ပြည်သူတို့ဖြေလို့ရမလားကျမအထင်တော့ဖြေလို့ရမယ်နော်ဒီစာပိုက်ကိုကျမဖတ်မယ်ပြည်သူတို့ဖြေပေးပါခုံမင်းမှာနော်ဆရာများတော့သားသေးတယ်ဘိုးချုပ်များတော့ရွာကြည်တယ်အခုဘယ်ပြည်နယ်မှာဘိုးတွေများနေလဲအခုကော့ကလေးမျိုးဘာဖြစ်သွားပြီလဲအော်ပြောလိုက်ပြီဆိုတော့ကရင်ပြင်းနေဆိုတာပြီးသွားပြီပေါ့နော်ကော့ကလေးမျိုးဘာဖြစ်သွားပြီလဲဘိုးများတစ်ထောင်ဖတ်ထီတို့ရေပြည်သူတွေကမင်းတို့ဆွေမျိုးတွေမဟုတ်တို့ပြည်သူတွေကိုပြန်ငဲ့မကြည့်တာလားအဲကြောင့်မို့ကရင်ပြည်နယ်ကဘိုးတစ်ထောင်ပြည်နယ်လို့ပဲမှတ်ထားလိုက်ဘိုးများလိုက်တဲ့ဘိုးတွေများလိုက်တဲ့ဆရာတွေအခုအေးတို့ပြည်သူအန်ဒီရဲ့ကင်းဖို့အတွက်သူတို့အသက်နဲ့ရင်းပြီးတော့စ조사နေရတဲ့ပြည်သူတို့အေးနော်အဲ့ဒါကြောင့်မို့အေးရဲ့ဦးတီချက်ခံယူချက်အကုန်မှန်တယ်နော်အခုကြည့်သူ့ရဲ့ပြည်သူတွေနော်သူ့ရဲ့ပြည်သူတွေနေရပြန်နိုင်ရေးအဲ့မှာဒေသခံတွေနေရပြန်နိုင်ရေးထောင်နဲ့ချီတဲ့မိုင်းတွေကိုအေးရှင်းလင်းနေတယ်ကြည့်လိုက်နော်ဒီလိုခေါင်းဆောင်မျိုးကိုနော်ကျမတို့ပြည်သူတွေကအလိုရှိတာတပည့်မွေးပြီးတော့ဆရာများဘိုးများနေတဲ့ခေါင်းဆောင်တွေငါတို့အလိုမရှိဘူးပြခိုင်ပြည်နယ်အမျိုးနယ်မှာဒေသခံတွေနေရပြန်ဝင်နိုင်ရေးအတွက်ထောင်နဲ့ချီတဲ့မိုင်းတွေကိုအာရကန်တက်တော်အေကအင်တိုက်အားတိုက်ရှင်းလင်းပေးနေတယ်အသက်နဲ့ရင်းပြီးတော့သူ့ရဲ့ပြည်သူတွေနေရကောင်းကောင်းအေးစစ်စစ်နေရဖို့အတွက်မိုင်းတွေထောင်ကျော်ကိုရှင်းလင်းပေးနေတယ်နော်စားဝတ်နေရေးပြည်လည်ဖို့အတွက်စားနာရိတ်ခါတွေဈေးတော်အောင်3စားလောက်ဈေးတော်သွားတယ်ကြည့်ဒီလိုခေါင်းဆောင်မျိုးကိုငါတို့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကအလိုရှိတာနော်လာပြီးမှာအောင်စရစစ်ကြောင်မြဝတီမြို့ကိုထိုးဖောက်ရန်နီလန်ပေါင်းစုံဖြစ်ထိုးစစ်ဆင်နေတယ်ဟောဒါဆိုရင်အောင်စရစစ်ကြောင်ကထိုးစစ်ဆင်တာဒါပေါင်းတို့ကထိုးစစ်ဆင်တာမဟုတ်ဘူးဒါဆိုကျွန်မဖတ်မှားသွားတယ်နော်အောင်စရစစ်ကြောင်ကထိုးစစ်ဆင်နေတာပြည်သူတို့တနေ့ဒီအောင်စရစစ်ကြောင်ကမြဝတီကိုထိုးစစ်ဆင်တာဗါလဲတနေ့ပြည့်နေပြီတနေ့အောင်ကြော်နေပြီလားမသိဘူးအခုထိခံစစ်ကနေမတဲတော့ဘူးဆိုကြရင်နေနော်ပြောလိုက်လို့စင်ဘယ်မှာပတ်စံရှိလို့လဲဘယ်မှာနေတော့မှစစ်မတိုက်တာစစ်မတိုက်တော့ဘယ်ဟာလက်နဲ့လာမလဲရင်သူ့လက်နဲ့ကိုလက်နဲ့လေ
အခုအေတို့ KIA တို့ကိုကြည့်လိုက်နော်ဘလောက်အထိသူတို့ရန်သူလက်နဲ့ကိုလက်နဲ့မအားလာကအာရပါရလူတယ်လေသူညာကမအားလာကိုပြပြသားသားတိုက်တော့နော်မအားလာကလူရတယ်လေအခုမင်းတို့ကမအားလာကိုမတိုက်ဘဲနဲ့မင်းတို့ကထိုင်ပြီးတော့ရှိခိုးနေတယ်မအားလာဖင်ကိုအဲကြောင့်မို့ဘယ်ကလက်နဲ့လူမလဲမအားလာကစစ်တမ်းတည်ရင်မြင့်ကပွဲကတော့တောက်လျှောက်ဖြစ်နေတယ်တဲ့သူတို့ကောင်စီသူတို့စစ်ကောင်စီလူရင်အားဖြစ်တယ်တိုးလာတယ်ဒရုန်းနဲ့ပစ်တယ်ပြီးတော့ဖယိုဖယဲဖြစ်ပြီးပြန်သွားတယ်ဒါနဲ့ပဲတန်မြာလဲနေတာလေနော်ပြီးတော့ဖယိုဖယဲပြန်သွားတယ်ဒါကနေ့စဉ်လိုဖြစ်နေတာဟိုရက်ကဆိုရင်သူတို့တွေတော်တော်တိုးလာတယ်ကျွန်တော်တို့ပူပေါင်းစစ်ကြောင်းကရဲဘော်တွေ2ယောက်3ယောက်ကြားတာမျိုးရှိတယ်ကြားပြီးတော့မသိနိုင်မထိုးစစ်အဖြစ်မင်းတို့မပြောင်းလဲနိုင်ဘာတိုက်လို့တော့မှလဲငါတို့ရဲဘော်တွေပဲအသက်ပေးရတယ်မင်းတို့ကလောက်စားနေတာတကယ်ပေးရတဲ့ကလေးတွေကအသက်တွေနဲ့အဲ့ဒီအတွက်မင်းတို့တန်ပြန်အကျိုးပြင်ရမယ်နော်အခုတည်သွားတဲ့ကလေးတွေကိုစားမင်းတို့ရဲ့မိသားစုတွေမကြခင်ဒီစိုးကြိုးတွေဒီထက်ပုံပြီးတော့မင်းတို့ပြန်ခံစားရမယ်မင်းတို့ကလှုပ်ရှားနေတာကဲကြည့်စီးလုံးချင်းဒီအင်အားပါအခု KIA ဘာကြောင့်တိုက်နိုင်တယ်လဲ AA ဘာကြောင့်တိုက်နိုင်တယ်လဲစီးလုံးတယ်လေအိုးဗလဲအခုဆိုရင်ဗမော်မြို့သိတိုက်ပွဲမှာပါဝင်နေတဲ့တော်လန်ရဲ့ဖွဲ့စည်းများနာမည်ကိုဖော်ပြမယ်နော်ဘလောက်ထိစီးလုံးတယ်လဲကဲတတိယအုပ်စုတွေ NCA နွားအိုကြီးတွေနော်အစွန်းရောက်တစ်ဖက်ပိတ်တွေဟာ AA ကနူဂျီကိုစောက်ပြီးတော့မဆိုင်ဘူးAA ကနူဂျီနဲ့မပေါင်ဘူးAA ကသူ့ဟာသူတီးချနေတာ AA ကရခိုင်နိုင်ငံနဲ့သွားမယ်AA တခုံးမှမပြောရဘူးနော် AA ကရခိုင်နိုင်ငံရေးစကားတခုံးမှမပြောဘူးအခုပြောနေတဲ့ AA ကိုစားပြောနေတဲ့အစွန်းရောက်တစ်ဖက်ပိတ်တွေကလည်းဆွေကရင်တွေကြီးပဲသူတို့လိုချင်တာကို AA ကိုသွားပြီးတော့နော်AA ကိုသွားပြီးတော့အသုံးချတယ် AA ကမင်းတို့လိုမျိုးမအားဘူးနော်သူများကလိုချင်လို့တောင်းလို့မရလို့တိုက်ယူတယ်မင်းတို့ကအခုချိန်ထိနော်တောင်းယူလို့တောင်းစားလို့ဖို့နော်တောင်းယူနေတော့ပဲဒါတော့မှသူများတိုက်ပြီးသားနဲ့မြေသူများတိုက်ပြီးသားနာမည်ကိုယူပြီးတော့နော်သူများကိုအသုံးချတယ်နင်တို့တော့အဆက်မရှိတာနင်တို့ပဲရှိတယ်နော်ကဲအခုဗမော်မြို့သိတိုက်ပွဲမှာနော်ဂေါ်လခါပါတယ် CNF CNA ချင်းပါတယ်နော် AA ရခိုင်တက်တော့ပါတယ် KUK ချင်းပါတယ်ဗမာ PDF ပါတယ် ABSDF ကျောင်းသားပါတယ်ရှမ်း PDF ပါတယ် NUG PDF ပါတယ် KPDF ကချင်ပါတယ် KIO KIA ကချင်ပါတယ်မတ်ချက်ထပြီးရှင်းနောက်တောင်မြောက်မဟာမိတ်အားလုံးစုပေါင်းပြီးတနိုင်ငံလုံးစီတို့တဲ့အားရစရာကြီးပြည်သူတို့ဒါဆိုရင်မကြခင်ကျမတို့နိုင်ငံမှာတပ်ပေါင်းစုဖွဲ့နိုင်လိမ့်မယ်လို့ကျမယုံကြည်တယ်အခုတပ်ပေါင်းစုမဖွဲ့နိုင်တာတော့မှမေလို့မင်းအောင်နိုင်ကအများအပြားနော်သူ့ရဲ့လက်နဲ့တွေလူတန်းနေရပြီကျမတို့တပ်ပေါင်းစုသာဖွဲ့နိုင်လို့ရှိရင်တော့အဆင်သင့်မယ်နော်နိုင်ငံရေးဆွေးနွေးပွဲအခုတော့မှ AA ကနော်သူ့ရဲ့ပြည်နယ်တစ်ခုလုံးကိုသူမတိုက်နိုင်သေးဘူးကုလာကသူ့ကိုစကားပြောဖို့အဆင်သင့်ဆောင်နေပြီဒါပဲလေအဲကြောင့်မို့စီးလုံးချင်းဒီအင်အားမင်းတို့ဘလို့မှပြည်သူတို့ကိုလက်စားလို့မရတော့ဘူးဂျင်းထဲလို့လည်းမရတော့ဘူးနော်မင်းတို့ကရင်နိုင်ငံနဲ့သွားမယ်အခုကြည့်လိုက်ပြည်သူတို့နော်တမတော်မရှိရင်တမတော်မရှိလို့မဖြစ်ဘူးတမတော်မရှိလို့စိတိုင်းပြည့်သွားမယ်နော်ကိုဟဲပြေးသွားမယ်ဆိုတဲ့ဂျင်းစကားတွေနဲ့နော်လူဗလဲလူမျိုးစုတိုင်းရင်းသားတွေကိုအခြေခံရမယ်ပြောပြီးတော့ပြည်သူကိုဂျင်းထဲ့နေတယ်အခုကြည့်နော်တိုက်တဲ့လူကဘာမှမကြည့်ဘူးဘာမှမပြောဘူးမင်းလို့မင်းအောင်လန်ကြဖို့တခုပဲကြည့်ပြီးတော့တိုက်နေတာမင်းတို့လိုမျိုးအမှန်မှဒီလိုအချိန်စစ်ရဲ့ချိန်နိုင်ငံရေးစကားပြောမယ့်ချိန်မဟုတ်ဘူးနိုင်ငံရေးသမားကတော့နိုင်ငံရေးသွားစစ်ရေးသမားကတော့စစ်ရေးသွားရမယ်အခုကမင်းတို့ကစစ်ရေးလည်းမဟုတ်ကရင်လိုပေါ့စစ်ရေးလည်းမဟုတ်နိုင်ငံရေးလည်းမဟုတ်နော်လော်လဲဟိုဘက်မှာနေသလိုဒီဘက်မှာနေသလိုနဲ့မပြမသားနဲ့အခုချိန်ထိကောက်သူလေအာမင်ကလည်းနော်ဦးတီချက်ပါလေရီမန်းချက်ပါလေသူ့ရဲ့တမတော်ဖွဲ့စည်းပုံကဘယ်လိုလဲပြည်သူတွေကိုမချပြနိုင်ဘူး
နော်အဲ့ဒီအတွက်ကရင်လက်နဲ့ကင်တွေကခေါင်းမဆောက်တော့မကြဘူးအဲ့ဒီအတွက်ကျမတို့ပြည်သူတွေနဲ့ဝန်းနေတာဝန်းနေစရာမလိုဘူးဘာဖြစ်လဲကျမတို့ຫນွေဥတော်လှန်ရေးကလူထုတော်လှန်ရေးလေတနိုင်ငံလုံးလွတ်မြောက်အောင်တိုက်ရမှာလေအခုဒေါ်စင်မအောင်ပြောသွားတာနော်အာနာရှင်မန်တမြမင်းအောင်နိုင်ပဲမဟုတ်ဘူးအာနာရှင်မန်တမြအကောင်တိုက်ထုတ်ရမှာအကောင်တိုက်ထုတ်မှာအဲ့ဒီအတွက်နော်ဒေါ်စင်မအောင်လိုမျိုးခံယူချက်ရှိတဲ့လူကျမတို့နော်ဂျီဆက်တွေပြည်သူတွေအများစုကဒီလိုခံယူချက်တွေရှိနေတော့ဒီຫນွေဥတော်လှန်ရေးအောင်မြင်တာလေအဲကြောင့်မို့မင်းတို့ကစိတ်ဓာတ်စစ်စင်ရေးနဲ့ဘယ်လောက်ဘလို့မှမအောင်မြင်တော့ဘူးနော်ကဲနောက်တစ်ခုကမ်ဘလူမျိုးနယ်တွင် PDF အယောင်ဆောင်စစ်ကောင်စီတပ်စစ်ကြောင်းအန်ဒီရဲ့တတိပေးတယ်တို့လားသူတို့ကသူ့လူကိုပဲသားဟန်ဆောင်ပြီးတော့နော်အခုကရင်ပြည်နယ်မှာဆိုအများဆုံးတော့တတိထားပါသူတို့ကဒီဒစိတ်တွေကို BGF နော်ကခွာ PC ဒစိတ်လည်းအဲ့လိုပဲကခွာအနေနဲ့ပဲသူတို့လုပ်တယ်အဲကြောင့်မို့သူ့လူကိုပဲသားတွေကိုတတိထားပါနော်အမှန်တရားကိုကျမတို့ဖော်ပြမယ်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့သူတို့ PDF တွေကနော်ကျမတို့ကရင်ပြည်နယ် PDF တွေကဘိုင်းကောင်းကြောက်ဖိဒီနွားအိုကြီးတွေရဲ့နော်ချဲလဲတဲ့အောက်ကပဲဘာမှလုပ်လို့မရဘူးနော်အဲ့ဒီအတွက်အခုဆိုစကိုင်းတိုင်းကမ်ဘလူမြို့နယ်အတွင်းရွှေဘိုမြင့်ကြီးနာကားလမ်းပိုင်းရှိရေရှင်ကြီးကျေးရွာထိတ်ချုပ်နိုင်ရေးစစ်ကောင်စီတပ်စစ်ကြောင်းကပြင်ဆင်နေပြီးအဆိုပါစစ်ကြောင်းဒီ PDF ဝတ်စုံဝတ်ထား၍ကားဘေးလမ်းတဆောက်ကျေးရွာများစစ်ရေးအခြေအနေတတိပြုရန်တော်လှန်ရေးတပ်ဖွဲ့များကတတိပေးနေပြီးညီညွတ်တယ်နော်ပြည်သူတွေကစီလုံးညီညွတ်တဲ့မြောက်ပိုင်းကတော့တောင်ပိုင်းကတော့အခုချိန်ထိဒီတိုင်းပဲအဲ့ဒီတခုကော့ကလေးမျိုးအနီးဝန်းကျင်ကို KNLA မှာမိတ်ပူပေါင်းတပ်ဖွဲ့များပြန်လဲထိုးစစ်ဆင်နေတယ်ဒီတစ်ခါပဲကြားဘူးသေးတယ်သူတို့ပြန်လဲထိုးစစ်ဆင်နေတာနော်အတချေလောက်ခံစစ်ကနေမထွက်တော့တဲ့ဆွေကရင်လေးအခုထိုးစစ်ဆင်လဲလို့သူတို့ကြေညာတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးဒါပေမဲ့မအေးလို့မင်းအောင်လိုင်းလန်ဒီကော့ကလေးကိုရောက်ဖို့အတွက်နော်ကရင်ပြည်နယ်ဖန်အံမြို့ကော့ကလေးကျုံတို့နော်ကန်ဟိုဘက်ကန်ဒီဘက်ကန်ကူးနေရတယ်ဆွေကရင်လေးနော်ဆွေကရင်လေးလွတ်လာပေးပြီးတော့ဒီဘာဖြစ်ဆိုတော့ PDF တွေကဒီကော့ကလေးမှာပဲရှိတယ်လေတခြားနေရာမှာမရှိဘူးလေဒီနေရာကိုရောက်ဖို့အတွက်ဆွေကရင်တွေကလွတ်ပေးလိုက်တယ်နော်တိုက်ပွဲပေးဖြစ်တယ်အခုချိန်ထိဆွေကရင်တွေနောင်တမရသေးဘူးနော်အခုထိုးစစ်စင်တယ်အေးမင်းတို့ထိုးစစ်စင်အခုဒီနေ့ဆိုရင်ဘယ်လောက်လဲဒီနေ့18ရက်နော်စောက်ကြည့်ပါပြီသူတို့ထိုးစစ်စင်တယ်ဆိုရင်ဘယ်နှစ်ရက်အထိသူတို့ထိုးစစ်စင်ပြီးတော့ရလာပါရှိမလဲကျမတို့ပြည်သူတွေကြည့်ရမယ်အခုချိန်ထိတိုက်လိုက်တိုက်တာဖာတီတို့လည်းတိုက်နေပြီသူပြောတယ်ဖာတီတို့မတိုက်ဘူးဖာတီတို့တိုက်တယ်တစ်ချိန်လုံးပဲတိုက်နေတယ်နော်သူတို့တိုက်တာနော်အေရှင်းနဲ့အေဘီဘာလဲအုတ်နေရန်ကိုတိုက်နေတာတခါမှအောင်မြင်မှုမရဘူးရလာမရဘူးဘယ်မျိုးမှမသိနိုင်ဘူးဘယ်စခန်းမှမသိနိုင်ဘူးသိနိုင်လို့ရှိရင်သူတို့ပြည်သူအုတ်ချုပ်ရေးနော်ဂျာကာလာဖွဲ့စည်းဖို့သူတို့ဖွဲ့နိုင်ရမယ်လေသူတို့ဘာကြောင့်မဖွဲ့နိုင်တာလဲဘယ်ဖွဲ့နိုင်မလဲမအလာအုတ်ချုပ်ရေးကရင်ပြည်နယ်တစ်ခုလုံးမအလာအုတ်ချုပ်ရေးကြီးပဲဘယ်မှာလဲ KNU ထိချုပ်နေမြေဘယ်မှာလဲ DKBA ထိချုပ်နေမြေနော် DKBA ထိချုပ်နေမြေလို့သာပြောတာမအလာအုတ်ချုပ်ရေးရန်တရားကြီးပဲနော် DKBA ထိချုပ်နေမြေဆိုပြီးတော့မင်းတို့သွားပြီးတော့ဆရာလုပ်ကြည့်လားမင်းလို့မင်းအောင်နိုင်ငံလက်ခံမှာမဟုတ်ဘူးအခုသူတို့အပေးယူလုပ်ပြီးတော့ခဏသူတို့ကဗာလဲနေရပေးထားတာအပိုင်စားပေးထားတာအပိုင်စားမဟုတ်နေဘူးလို့ပြောမလဲခိတခဏသူကမင်းအောင်နိုင်ကအခုအဘက်ဘက်မှာရင်ဆိုင်နေရတော့ကရင်နဲ့ကိုသူကနော်ယာထူးတွေအာနာတွေခဏပေးထားရတာပေါ့မပေးလို့စိရင်သူကဘဲဆုံကနေသူ့ကိုပုံကံမယ်လေအဲ့ဒီအတွက်သူ့မှာအင်အားမရှိတော့ဘူးလေအဲ့အတွက်ကရင်ပြည်နယ်ကိုသူကဗာလဲခဏပေးအုပ်ချုပ်ထားတာအဲ့ဒါကိုငါနွားတွေဟာကရင်ပြည်နယ်ကိုငါတို့အုပ်ချုပ်နေတယ်စောက်ဖို့တွေမင်းတို့ဖန်အံကိုလွတ်ကျွတ်သွားရဲလားမေးကြည့်လိုက်လွတ်ကျွတ်သွားရဲလား KNU သွားရဲလားသွားမရဲဘူးနော်
အကောက်တုတွေနဲ့လာပြီးတော့နင်လက်မလာမချနဲ့နော်အမှန်တရားကခါတယ်အဲ့ဒီအတွက်နော်နင်အကောက်တုနဲ့လာမဟောင်းနဲ့နင်လာဟောင်းလို့စင်အကောက်စစ်နဲ့လာအကောက်တုနဲ့ဆိုရင်ပဲဘူးမနင်တို့ကိုမယုံဘူးနော်အကောက်တုနဲ့ဟိုတခါလာတဲ့အကောက်တုနှစ်ခါလာလဲအကောက်တုနဲ့သုံးမှာပေါ့နော်သူတို့အမှန်တရားတွေပဲပြည်သူအများစုကလက်ခံတာလေနော်သူတို့ဒီစစ်တပ်ဘက်ကလူဘယ်နှယောက်ရှိလို့လဲအဲကြောင့်မို့အကောက်တုအများသုံးပြီးတော့နော်အမှန်တရားပဲတော်သားတွေကိုလာပြီးတော့ဟောင်းရတာလေကဲဒါအဒီလောက်စားတယ်လေတောင်းသားတွေကိုသူကလုံချုံရေးယူပေးတာပေါ့ဆယ်တန်းစာမေးပွဲဖြေတဲ့တောင်းသားတွေကိုလုံချုံရေးယူပေးတာလေတော့ပို့တယ်လောက်စားတယ်ဒီလောက်စားတွေကပြည်သူတွေယိုးနေပြီနော်လက်ရှိတရုတ်လောက်တဲ့လောက်စား KNU လောက်တဲ့လောက်စားနွားအိုတွေလောက်တဲ့လောက်စားမင်းအွန်လိုင်းလောက်တဲ့လောက်စားအကောလုံးအတူတူနဲ့အနူနူပဲပြည်သူတွေခွဲခြားလို့ရပြီမင်းတို့ဒီထဲပို့ပြီးတော့ဆောက်ရှက်မကွဲနဲ့တော့နော်ကလေးကကြစ်တွေကြီးပဲကဲညောင်ကျိုးတိုက်ပွဲနဲ့စစ်ကောင်စီရဲ့လေတပ်ကဘုံမာကျဲသဖြင့်စစ်သားအများပြားသေဆုံးပြီးယခုချိန်ထိတိုက်ပွဲအတွင်းသေဆုံးသူစစ်သား120ကျော်ရှိတယ်အလင်းဝင်တဲ့လူလည်းအများပြားရှိတယ်နော်စစ်မှုထမ်းတဲ့လူကပြောတယ်ပဲခူးတိုင်းပဒေါင်းမြို့နယ်ဒါလည်းကျမတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နော်3နှစ်သားကလေးတွေပဲ ERO တွေမဟုတ်နော်3နှစ်သားကလေးတွေအဲ့ဒီအတွက်ကျမတို့တော်လှန်ရေးကစစ်ရေးရောတန်ရေးတမန်ရေးရောကျမတို့ဘက်မှာအားပါနေတာကိုကြည့်ချင်အဖြစ်နော်ပြည်သူတို့စိတ်ဓာတ်ကြစရာတစ်ဆက်မှမရှိဘူးအဲ့ဒါကြောင့်မို့လို့အခုကသူတို့ကနော်လုံစားတွေဖော်ဇက်လန်တွေရိုက်နော်ပုံတွေဖော်ပြီးတော့ပြည်သူတွေကိုဂျင်းထဲနေရတဲ့အလုပ်ပဲဒါပေမဲ့ဒီခေတ်မှာသူတို့လုပ်လို့မရတော့ဘူးနော်ပြည်သူတွေကသူတို့ထဲတော့မှအုံနောက်ပြေးနေပြီဒါကြောင့်မို့လို့သူတို့စစ်ရေးကစုံမြဲစုံနေတာပေါ့နော်ကဲဆောင်းပါသွားမယ်နော်ဆယ်အချိန်လည်းမနေလင့်နေပြီဆောင်းပါသွားမယ်ကျမဖတ်မဲ့ဆောင်းပါကဒဝယ်ရင်နဲ့စီမံကိန်းအောင်မြင်ရေးအတွက် KNU BGF က PDF နောက်ကျောကိုဓာတ်နဲ့ထိုးလာနိုင်တယ်ခေါင်းစဉ်မှာနော်ဘာဖြစ်လဲဆိုတော့အခုသူတို့ကြည့်ရတဲ့ပုံစံနော်အခုဒီကော်သူလေးအာမီသူတို့ကရင်ကျေးစားလက်နဲ့ကင်တွေကကျမအမြင်မှာတော့လေဒီကရင်ကျေးစားလက်နဲ့ကင်တွေကသူတို့မကြခင်သူတို့လှုပ်လို့လက်စားလို့လိန်စားလို့ညာစားလို့မရတော့ရင်နော်သူတို့အချင်းချင်းပူးပေါင်းပါတယ်ဆိုပြီးတော့ပြည်သူတွေကိုထပြီးတော့လက်စားနေအောင်ပါပြည်သူတို့ဒါပေမဲ့ကျမပြည်သူတွေကိုပြောချင်တာကလုံရက်ကိုကြည့်ပါလူကိုမကြည့်နဲ့မူကိုကြည့်ပါပြောသလိုပေါ့နော်လုံရက်ကိုကြည့်ပါအပြောကိုမကြည့်နဲ့ရလက်ကိုကြည့်ပါညောင်ဒီကိုသိတဲ့မောင်ချစ်သူကမအားလာကိုပြန်ပေးတယ်ကော့ကရိတ်ကိုသိတဲ့ BGF DKB ကမအားလာကိုပြန်ပေးတယ်ဒါပဲလေသူတို့ပြန်ပေးတယ်သူတို့ပြန်ပြီးတော့ဖွင့်တယ်မေလိုမအောင်လည်းပြန်ပဲဟိုစားအမအားလာနဲ့သူတို့နဲ့ကအတူတူပဲလေအခုဂျာအင်းဆက်ကြီးကိုကြည့်လိုက်ချောင်းတော့ခွနော်ဂျာအင်းဆက်ကြီးကိုကြည့်လိုက်သိလို့ရတယ်ပြီးတော့အခု A1 ပဲပြန်ထိတ်ချုပ်တယ်ဒါပေမဲ့အုတ်ချုပ်ရေးကိုမအားလာတို့အုတ်ချုပ်တယ်နော်ဒီမူရေးဆိုကဒီခေါင်းဆောင်ခိုင်းတာကတော့ A1 ကိုခေါင်းဆောင်ခိုင်းတယ်အဲ့ဒါပဲလေ9နှစ်ထဲရောက်နေပြီလေငါတို့ပြည်သူတွေနော်မယုံကြည်နဲ့တော့ KNU ကိုကဲအဲ့ဒီဆောင်းပါဖမယ်ကျမဘာကြောင့်ဒီဆောင်းပါကိုဖတ်ရတယ်လေအခုဆိုရင်ဒဝယ်ရင်နဲ့စိတ်ကန်းနော်သူတို့ဗါလဲလာရှားစီမှာမင်းအွန်လိုင်းကသွားပြီးတော့ဒီဒဝယ်ရင်နဲ့စိတ်ကန်းကိုသွားရောင်းစားရတယ်လေပြီးတော့နျူကလ িয়ার အသေးစားဓာတ်ဖို့လှုပ်ဖို့အတွက်သူတို့စ조사မယ်ဒါပေမဲ့ဒီနျူကလ িয়ার လှုပ်မဲ့နေရာမှာနော်နျူကလ িয়ার လှုပ်ဖြစ်ခဲ့ရင်ကျမတို့ပြည်တွင်းကပြည်သူတွေကအဓိကအန္တရာယ်အစစ်ဆုံးပဲအဲ့လိုဆိုတော့ဒီနျူကလ িয়ার ကထွက်လာတဲ့နော်ဗါလဲ
နျူကလ িয়ার ကယိုစိတ်ခဲ့ရင်ကျမတို့ပြည်သူတွေဒီအနီးနားမှာရှိတဲ့ပြည်သူတွေနော်ပြည်သူတွေကအရင်ဆုံးဥဆုံးခံစားရမှာနောက်ပြီးတော့အိမ်နီးချင်းတွေနော်အိမ်နီးချင်းတွေကလည်းလက်ရှိမင်းအောင်နိုင်ကရုရှားနဲ့ဒီရင်းနှက်စိတ်ကံကိုသူတို့မဲ့ဆိုရင်တကယ်လို့သာမင်းအောင်နိုင်တာနျူကလ িয়ার ဖို့ကိုလုံနိုင်ဒီအာဆီယံမှာအာသူကဘိုးပဲတခြားလူကိုမချိချောက်နိုင်ဘူးလို့ပြောနိုင်လားတခြားပြည်နယ်ကိုတခြားနိုင်ငံကိုအထူးသဖြင့်ထိုင်းအင်ဒိုနီးရှားနော်ဖိလစ်ပိုင်အခုဒီအာဆီယံမှာဒီနျူကလ িয়ার ဖို့တစ်ခုမှမရှိဘူးနော်အခုမြန်မာမင်းအောင်နိုင်တာရုရှားနဲ့ပေါင်းပြီးတော့ဒီနျူကလ িয়ার ဖို့ကိုလုံနိုင်လို့ရှိရင်ဒီအာဆီယံနိုင်ငံတွေအတွက်မချိချောက်လာနိုင်ဘူးလားပြည်သူတို့နော်အဲ့ဒီအတွက်သူတို့ဘယ်လိုဆက်ပြီးတော့လုပ်မလဲနော်ကျွန်တော်တို့စောင့်ကြည့်ရမယ်တေချာတာတခုကတော့တော်လန်ရေးဘဲတော်သားတွေကတော့ကြွေးကြော်ပြီးလုံးဝကိုသူတို့လုံးလုံးမဖြစ်အောင်သူတို့ဟန်တားမယ်ပြီးတော့အဓိကအခုလာမယ့်ဇန်နဝါရီလနောက်နှစ်ပေါ့နော်ဇန်နဝါရီလဖေဖော်ဝါရီလနော်အဲ့ဒီနောက်နှစ်စပိုင်းမှာပဲရွေးကောက်ပွဲဖြစ်အောင်မင်းအောင်လိုင်ကလုပ်မယ်အဲ့ဒီရွေးကောက်ပွဲအထီတောင်ရောက်ပါမလားเนาะအခုလာမဲ့3ရက်เนาะဖြတ်4ဖြားနဲ့ပြည်သူတွေကသူ့ကိုစော်တော့မင်းအောင်လိုင်ကเนาะသူ့ဘယ်လမ်းစဉ်ကိုရွေးမလဲအာစเนาะအာစလမ်းစဉ်ကိုရွေးမလားကဒါဖီလမ်းစဉ်ကိုရွေးမလားကျမတို့ပြည်သူတွေเนาะမင်းအောင်လိုင်ကိုကျမတို့ပြည်သူတွေအနေနဲ့မင်းအောင်လိုင်ကိုအာစလို့လမ်းကိုမပေးဘူးနော်ကဒါဖီလမ်းစဉ်ကိုသွားမှာလုံးမှာနော်ကဲဆောင်းပါအစသွားတော့မယ်ဆောင်းပါကတော့နည်းနည်းစီတယ်နော်တဝဲအထူးစီးပွားရေးစုံစီမံကိန်းတွင်ရင်းနှီးမြှုပ်နှံမှုများပူးပေါင်းဆောင်ရွက်ရန်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကရဆာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးနဲ့စစ်ကောင်စီလက်အောက်ကရင်းနှီးမြှုပ်နှံမှုနိုင်ငံခြားရေးစီးပွားရေးစက်ရုံကြီးဒေါက်တာကန်စော်တို့နေပြီးတော့မှတွေ့ဆုံပြီးတော့နားလည်မှုစာချွန်လွှာတွေလက်မှတ်ရေးထိုးတယ်။ဒါပေမဲ့ကျမတို့ပြည်သူတွေလက်မခံဘူး။ NUG ကလည်းတော့တရားမဝင်ဘူးဆိုတာကိုရုရှားနိုင်ငံခြားရေးဝန်ကြီးရုံးကိုနော်ပို့စာပေးလိုက်ပြီးစကားစာနဲ့ရုရှားတို့ပြုလုပ်မဲ့ဒဝယ်ရည်နဲ့စီးပွားရေးစီမံကိန်းနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကလည်းစစ်ကောင်စီတီမြန်မာပြည်သူများအားကိုစားပြုသည့်တရားဝင်အစိုးရမဟုတ်တဲ့အတွက်စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့မြေသည့်ရင်းနှီးမှုမျိုးကိုမဆိုအသည့်အမှားပြုမည်မဟုတ်ကြောင်းမြန်မာနိုင်ငံအတွင်းရုရှားရဲ့ရင်းနှီးမြှုပ်နှံမှုများသည့်ရေရှည်တွင်နိုင်ငံလုံးအတွက်အကျိုးမရှိနိုင်ကြောင်းNUG ကလည်းမလာ10ရက်နေ့ရက်စွဲပြီးရုရှားအစိုးရထံဒဝဲအထူးစီးပွားရေးစီမံကိန်းနဲ့ပတ်သက်ပြီးတော့ကန့်ကွက်စာပို့ထားကြောင်းသိရတယ်နော်တနင်္လာရီဒေသအရာဖွဲ့အစည်းများနဲ့နိုင်ငံရေးအစု17ဖွဲ့ကလည်းအနေဖြင့်ပြည်သူလူပေါ်အတင်းကျနေရရွှေ့ပြောင်းမှုအပါအဝင်လူအခွင့်ရေးချိုးဖောက်မှုများသာဖြစ်ပွားစေနိုင်တယ်ဖွံ့ဖြိုးရေးအမိခံစီမံကိန်းကိုလောဝလက်မခံကြောင်းဒဝဲဒေသရဲ့ဖွံ့ဖြိုးရေးကိုဒဝဲသားများကိုယ်တိုင်စိုးဖြားမှာဖြစ်ပြီးဒေသခံများကတင်မြှောက်ထားတဲ့အစိုးရသားလေဒဝဲဒေသရဲ့ဖွံ့ဖြိုးစီမံကိန်းများကိုစိုးဖြားနိုင်ခွင့်ရှိကြောင်းမလာ10ရက်နေ့ကပူးတွဲသဘောထုတ်ပြန်ထားတယ်။ဒါဆိုရင်အဲ့ဒီနေခံဒေသကပဲသူရွေးချယ်တဲ့အစိုးရဒါဆိုရင်ကျွန်တော်တို့သွားမယ့်စနစ်ကဒီစနစ်ပဲလေလူထုကရွေးကောက်တင်မြှောက်တဲ့အစိုးရပဲလေဒါကို KNU ကအဲ့ဒီနေရာကိုငါပိုင်တယ်အဲ့ဒီနေရာကို KNU မင်းတို့ KNU ရဲ့အုပ်ချုပ်မှုအောက်မှာပဲနေရမယ်ဟိုတလောကစာထုတ်ပြီးတော့နော် KNU လက်အောက်ကပဲသွားနေမယ်ဆိုရင်ဒီနေရာကပြည်သူတွေကလက်ခံမှာမဟုတ်ဘူးပိုဆိုးတာကလက်ရှိနော်ဒီလိုမျိုးအခုဒဝဲပြည်သူတွေကလည်းထုတ်ပြန်တယ်လက်မခံဘူးNUG ကလည်းလက်မခံဘူးနော်သူများတွေပြက်သားညင်းဆိုနေတဲ့အချိန်မှာ KNU ကဘယ်လိုပြောလဲသိလားပြည်သူတို့ KNU ဘဟိုပြောရေးဆိုခွင့်ရှိသူစောတော်နီပြောစကားက KNU ရဲ့ထိန်းချုပ်ထားတဲ့တပ်မဟာလေးနယ်မြေထဲမှာရုရှားနဲ့စကားစတို့ကရေနဲ့စိတ်ကန်တွေ့လားဗလဲဖြာခင်းနေပြီးနေရဝင်ယူနေပြီး KNU ထိန်းချုပ်ထားတဲ့တပ်မဟာလေးနယ်မြေထဲမှာရုရှားနဲ့စကားစတို့ကရေနဲ့စိတ်ကန်စီမံကိန်းလှုပ်ဆောင်ခြင်းက KNU နဲ့ထိတ်တိုက်တိုးမှာပဲလို့
ဝေဖန်ပြောကြားချက်နဲ့ KNU ဗဟိုပြောရေးဆိုခွင့်ရှိသူစောကလစေးကဒဝယ်ရည်နဲ့စိတ်ကမ်းသည့်မြန်မာနိုင်ငံမြေပုံအားရုရှားလက်ထဲထိုးအားလိုက်ခြင်းဖြစ်နိုင်ခြင်းရှိတယ်လို့ဝေဖန်ပြောကြားချက်တို့ကိုကြည်ပါက KNU ဒဝယ်နယ်မြေကကော်တူးလေပြည်နယ်လေဒိုဆိုမျိုးနယ်လို့နာမည်ပြောင်းလဲသတ်မှတ်ခေါ်ဆိုထားပြီးအခြေအနေပေးရင်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းဖို့ဗစားချောင်ဖြာခင်းလေးရှိတာကိုတွေ့ရပြီမဲ့ဟိုတလောကလေနာမည်တော့တက်ပေးလိုက်ပြီနော်အဲ့ဒီတက်မှာလေအခုဒဝယ်ရည်နဲ့စိတ်ကနေရကို KNU နယ်မြေကော်တူးလေနယ်မြေကော်တူးလေနယ်မြေနော်ဘယ်လဲလေဒိုဆိုမျိုးနယ်ဆိုပြီးတော့သူနာမည်ပေးလိုက်ပြီပြည်သူတို့နော်ပြောင်းလဲသတ်မှတ်ခေါ်ဆိုထားပြီးအချိန်နေပေးရင် KNU အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းဖို့ပဇာချောင်ဖြာခင်းလေးရှိတာကိုတွေ့ရပြီမဲ့လက်တွေ့တွင်ဒဝယ်ခရံအတွင်းစကားစားစစ်တာကင်းစင်အောင်လုပ်မယ်ဆိုတဲ့စကားပြသားသားထုတ်ဖို့ပြောကြမှုမရှိတာကိုတွေ့ရတယ်နော်အဲ့ဒါကြောင့်မို့ပေါ့ तू ကနေရာယူဖို့ပဲတွေးတယ်ပြသားသားတိုက်ဖို့ तू ဥဆောင်ရမှာလေနော်ဒီနေ့ဥပမာဒီတမဟာလေးလဲဇိုးမျိုးနဲ့နေတို့နေရာကော်သူ့လက်နာမည်ဆိုရင်မင်းတို့ဥဆောင်လေမင်းတို့ဥဆောင်မှုအောက်မှာ PDF တွေဒီနေမြေခံတွေကလိုက်မှာပေါ့ဥဆောင်မှုလည်းမရှိနော်ပြသားသားသူများလိုမျိုးအခုအနုကြီးလက်စားကိုပြောတယ်မျိုးပြသားသားညင်းဆိုတယ်နော်ဒဝဲနေမြေခံတွေကလည်းပြသားသားပြောဆိုတယ် KNU ကပြောဆိုတာမရှိဘူးဒီနယ်မြေက KNU နယ်မြေပေါ့ထိတ်ချုပ်နယ်မြေဆိုပြီးတော့ပိုင်ဆိုးပိုင်နေဖြာဝင်ခင်းတယ်တွေ့လားနော်အဲ့ဒီအတွက်လက်နဲ့ကင်တပ်ဖွဲ့မရှိခဲ့တဲ့တနင်္သာရီတိုင်းအတွင်းမှာ KNU ကနှစ်ပေါင်း86နှစ်ကြာခိုအောင်ဆက်ကြီးကောက်စားနေခဲ့တယ်အဲ့ဒဝဲတဲမှာနော် KNU လက်နဲ့ကင်မရှိဘူးသူတို့ကဂျေးစားအဖြစ်နှစ်ပေါင်း86နှစ်ကြာခိုအောင်ဆက်ကြီးကောက်စားနေခဲ့တယ်။နေဦးတော်လန်ရေးကိုဗန်းပြပြီးလက်ရှိလက်ဒဝယ်နဲ့ထိုင်းနယ်စမှာ KNA တပ်မဟာ၄ကဂိတ်ဖွင့်ပြီးဖြတ်တန်းသွားလာတဲ့ကုန်ပစ္စည်းတင်ကားများနဲ့ခရီးသည်များထံကဆက်ကြီးကောက်စားကိုကြိုးရှာနေတဲ့ဓမြအလုပ်ကိုပဲလောက်ကင်နေတာဖြစ်တယ်။နယ်မြေခံ PDF တွေကသာစကားစစစ်တပ်တွေကိုတော်လန်တိုက်ခိုက်နေတာဖြစ်တယ်။အဲ့ဒါကိုသူကနေမြေဝင်အခုချောင်းနေပြီနော်ဘာဖြစ်ဒီနေမြေကငါတို့နေမြေဘသူတက်တိုက်လို့ရရင်ငါတို့ယူမယ်စောက်ဆက်မရှိဘူးနော်အဲ့ဒီအတွက်လက်တွေ့အားဖြင့်အေးပို့ချုပ်ထုံးမြနိုင်လို့ရခိုင်ပြည်နယ်ကဘိုးဘွားလက်ထက်ကလေးကကိုမင်းကိုချင်းနဲ့နေထိုင်ခဲ့တဲ့နိုင်ငံဖြစ်လို့တရုတ်မကလို့10ရုပ်ဖြစ်နေပါစီမိုးနမင်းကမသိန်းနဲ့တားလဲတိုက်မှာပဲလို့ပြောပြီးစကားစရဲ့ကြီးရည်လေခုခံစစ်ကိုအေကထိုးစစ်စင်တိုက်ခိုက်သလိုတိုက်ခိုက်နိုင်တဲ့စိတ်ဓာတ်စစ်အင်အားနဲ့လက်နက်ခဲယမ်းမျိုး KNU အဖွဲ့မှာမရှိတာကိုမြင်တွေ့နေရတယ်ဘယ်စီမှာလဲစစ်မမတိုက်တာရန်သူလက်နက်ကိုလက်နက်မှမလုပ်တာသူတို့ကမတိုက်တာတိုက်လို့ရတဲ့လက်နက်တွေလဲ PDF တိုက်တဲ့အခုလက်ရှိနော်ကရင်ပြည်နယ်မှာတိုက်လို့ရတဲ့ PDF တွေတိုက်ရအောင်သူတိုက်တာမဟုတ်ဘူးလက်တဲ့ဗါတိုက်လို့ရတဲ့လက်နက်တွေကိုလဲသူတို့ပဲစီးပွားရေးလုပ်တော့ရောင်းစားနေတာလေအဲ့ဒါကြောင့်မို့နော်ဒဝဲခရိုင်နဲ့တနင်္သာရီတိုင်းနယ်မြေခံပြည်သူများကလည်း KNU KNA အဖွဲ့ရဲ့စကားစနဲ့ပူပေါင်းပြီးစစ်မတိုက်ပဲကိုကြိုးစာဖွေနေမှုကိုသိရှိလို့ထောက်ခံအားပေးမှုမရှိတာကိုတွေ့မြင်ရတယ်နော် KNU ဘို့ဥက္ကဋ္ဌစောကွယ်ထူဝင်းအနေဖြင့်၎င်း KNA စစ်ဦးစီးချုပ်စောဂျော်နီအနေဖြင့်၎င်း KNA တပ်မဟာလေးတပ်မဟာမူအနေဖြင့်၎င်းစကားစနဲ့ရုရှားတို့ဒဝယ်ရည်နဲ့စိတ်ကန်းစီမံကိန်းလှုပ်ဆောင်မဲ့ကိစ္စနဲ့ပတ်သက်ပြီးဗစာကအပြုတ်တိုက်မယ်လို့အတန်မထွက်ရဲအောင်ဖြစ်နေရတဲ့အကြောင်းရင်းကဟုတ်ပါစာလေးတော့မထုတ်ရဲဘူးနော်သူတို့အပြုတ်တိုက်မယ်ဒီနေရာငါတို့နေရာနော်မင်းတို့ဒီလိုမျိုးလောက်တာကိုလက်မခံဘူးဆိုတော့စာလေးတော့မထုတ်ရဲဘူးနော်အတန်မထွက်ရဲအောင်ဖြစ်နေရတဲ့အကြောင်းရင်းကစကားစနဲ့ KNU အဖွဲ့တို့ကနောက်ွယ်မှာမဟာမိတ်ဖွဲ့ထားလို့ဖြစ်တယ်လို့ပြောရတယ်ပြောလို့ရတယ်အဲ့လိုနယ်မြေတွေဆွဲနေလို့နောက်အနှစ်တရာမဖြစ်ဘူးဟုတ်တယ်လေနော်မအလာရဲ့ဒဝယ်ရည်နဲ့စိတ်ကန်းစီမံကိန်းအောင်မြင်ရေးအတွက်
KNU က BDF များရဲ့စီးရဲလှုပ်ရှားမှုများကိုထိန်းချုပ်လာနိုင်တယ်အဲ့ဒါကြောင့်မို့နော်ထားလိုက်ပါတော့ဒီတခြားနေရာမှာအခုကရင်ပြည်နယ်မှာထားလိုက်ပါတော့သူတို့နေမီနော်သူတို့တိုက်တယ် PDF တွေတိုက်တယ်အောင်မြင်တယ်သူတို့နာမည်ယူပြီးတော့နောက်ဆုံးပြန်လွတ်ပေးလိုက်တယ်နောက်ဆုံးမေလို့မင်းအောင်လိုက်ပဲပြန်ရသွားတယ်အမမတော့သူတို့ကဖင်လို့ဖင်ခံနေလေကြော့ပါရဲ့နော်အမမကရင်ပြည်နယ်ကမင်းအောင်လိုက်အုပ်ချုပ်ရင်းနဲ့သူတို့ကမြဝေခွဲပြီးတော့အုပ်ချုပ်နေတာဆွေကရင်နဲ့မင်းအောင်လိုက်ကမြဝေပြီးတော့အုပ်ချုပ်နေတာအဲ့ဒါကြောင့်မို့ဒီနေ့ငါမင်းဆွေနော်ငါမင်းဆွေဟိုအယူကြီးသူတင်ထားတယ်တော်သေးတယ်တဲ့နော်တော်နိုင်ရေးသမားတွေက KNU နယ်မြေမှာအများအပြားပညာလာသင်လို့တဲ့နည်းနည်းတော်သွားတယ်တဲ့သူတို့အတွက်တကယ်လို့သာ KIA နဲ့ AA တို့မှာနော်အများအပြားဝင်လို့ရှိရင်တဲ့မင်းအောင်လိုင်းသူတို့ရဲ့တက်ချုပ်မင်းအောင်လိုင်းပြိုတာကြာပြီတဲ့သူပြောတာလည်းမှန်တာပဲလေဒါပေမဲ့ကိစ္စမရှိဘူးလက်ရှိနော်ကျမတို့ရဲ့ပြည်သူနဲ့တသွေးတဲ့တသားတဲ့သွားနေတဲ့နော်ကချင်နော်ကချင်ဗိုလ်ချုပ်ဂုံးမော်တို့ကတော့ခေါင်းဆောင်ခေါင်းတွေအများကြီးမွေးထုတ်ပေးလိုက်ပြီပြည်သူတို့အယောက်300တာနော်မနေ့တနေ့ကမွေးထုတ်ပေးလိုက်ပြီခေါင်းဆောင်ခေါင်းတွေကြီးပဲနော်မနမူနာကြည့်ဗိုလ်ချုပ်ကချင်ဗိုလ်ချုပ်ဂုံးမော်ကမွေးထုတ်ပေးလိုက်တဲ့အေးအခုဆိုကြည့်ဘလောက်အထိနော်ဘလောက်အထိနာမည်ကြော်ကြားတယ်လဲကုလသမဂ္ဂကတော့မှစိတ်ဝင်စားလာတာကိုပဲကြည့်နော်အဲ့ဒီအတွက်ကျမတို့ပြည်သူတွေစိုးရိမ်စရာမရှိဘူးဒီຫນွေဥတော်လှန်ရေးကတနိုင်ငံလုံးမလွတ်မြောက်လို့မရဘူးနော်အားလုံးပါဝင်ပူးပေါင်းကြမှာပါမပူနဲ့မပါတဲ့လူကကြံပြီးတော့ပါတဲ့လူတိုင်းဥပူးပေါင်းပြီးတော့တပ်ပေါင်းစုအနေနဲ့သူတို့တိုက်မှာပါနော်ဒါကြောင့်မို့လဲအခုလိုမျိုးတမျိုးစဉ်းစားကြည့်လို့ရှိရင်နော်ကျမတို့ဒီပူးပေါင်းတပ်နောက်ကြမှာဖွဲ့နိုင်တာလေတမျိုးကောင်းသွားတယ်ဒါမှသစ္စာဖောက်လောက်ကောင်းလေနော်ဟိုတော်လန်ရေးအစ်စ်မှမဟုတ်တဲ့လူတွေသိရမှာမဟုတ်ဘူးအခုလို့ကြမ်းကြာနေတာလေအခုလို့မဖွဲ့နိုင်တာလည်းတမျိုးကောင်းတယ်ဒါမှနော်ဟိုဗလဲအစ်စ်အမှန်အတုအယောင်ပေါ်လာတာလေဒါဆိုရင်အစ်စ်ကြီးနဲ့ဟိုအစ်စ်နဲ့အစ်စ်ပေါင်းမယ်အတုနဲ့အတုပေါင်းပြီးဆိုရင်ကွဲပြေးသွားပြီနော်ကွဲပြေးသွားပြီဆိုတာကဟိုဗလဲဟိုစားလို့ပေါ့ရင်ကောင်နဲ့ပြားလို့ပေါ့ရင်ကောင်ကြိုက်တဲ့လူကကတော့ပါရဲ့နော်ချီးကြိုက်တဲ့လူကရင်ကောင်ကြိုက်တဲ့လူကအဲ့ဒီချီးဘက်ကိုသွားပြီးတော့နော်ပြားကြိုက်တဲ့လူတွေကတော့ပြားရည်ပန်းရည်ရဲ့နော်ပြားတွေကတော့ဒီပန်းရည်နော်ပန်းဦးရည်ကိုစုပ်တဲ့ဘက်ကိုသွားမှာပဲတူရစုကြမှာပဲနော်အဓိကတော့တူရစုကြမှာပဲအဲ့ဒီအတွက်နော်ကျမတို့အကောင့်ဘက်ကကြည့်ရမယ်ပြည်သူတို့ကျမတို့တော့နေကျမတို့နိုင်နေပြီနော်ကျမတို့နိုင်နေပြီဒါပေမဲ့တိုင်းရင်းသားအမိခံတချို့ကသူတို့ကတိုင်းရင်းသားတွေတိုင်းအမမာတော့သူတို့ကတိုင်းရင်းသားအမိခံပြီးတော့သူတို့ကကိုချိုးအတွက်အသုံးချဖို့သူတို့စ조사နေတာနော်ဒီတော်လန်ရေးကိုသူတို့ကဟိုဘယ်လိုပြောမလဲသူတို့တိုင်းရင်းသားဟိုတရုတ်ပေါ့တရုတ်ငွေစားထားတဲ့တရုတ်ရဲ့တပည့်တွေပေါ့နော်သူတို့ကတိုင်းရင်းသားအမိခံပြီးတော့တော်လန်ရေးကိုပြည်သူတွေစုစည်းလို့မရအောင်ပေါ့တရုတ်အလိုလိုက်သူတို့တရုတ်ရဲ့အကြက်သူတို့လုံနေတာဖြစ်တယ်ဒါပေမဲ့ကျမတို့ပြည်သူလူထုကမအဘူးနော်မအတော့ဘူးမညံ့တော့ဘူးအဲ့ဒီအတွက်နော်အဲ့ကသူတို့လုံလို့မရတော့ဘူးပြည်သူတို့အခုတနင်္သာရီတိုင်းနယ်မြေကိုစကားဆက်လက်ထိချုပ်နိုင်ရဲ့အတွက် BGF ကစကားကိုစစ်အင်အားဖြင့်အကူအညီပေးလာနိုင်တာကိုနယ်မြေခံ PDF တွေတတိထားကြဖို့အသိပေးရင်နိဂုံချုပ်ပါလေပြောချင်တာကနော်သစ္စာဖောက်လောက်ကောင် KNU ကသစ္စာဖောက်လောက်ကောင်နော်သူကပူးသားဒလန်အဲ့ဒီအတွက်တတိထားရမယ်ကော်သူလေအာမင်လဲယုံကြည်လို့မရဘူးပြည်သူတို့ကရင်အချင်းချင်းပြောမစင်ခေါင်းကြီးပိုင်းနေအချင်းချင်းကသိမြပြီးသားပဲသူတို့ကမသိမြချင်းဟန်ဆောင်ပြီးတော့အောက်ခြေကိုခွဲနေတာအမမသူတို့အချင်းချင်းအတူတူပဲလေနော်အခုဆိုရင်နေတာမြလည်းပြည်သူတွေကိုအယုံသိမ်းပြီးတော့လိန်စားနေတာပဲနော်ကျမဟိုဗီဒီယိုဖိုင်ကိုကြည့်လိုက်တင်ကဖျက်တဲ့တဏှကိုလင်းပြတဏှဆိုပြီးတော့ကျမတို့ပြည်သူတွေကိုလိန်တယ်နော်
မှာနော်အမှန်တရားပြောမယ် PDF ရာပေါင်းများစွာ2022 2023 PDF ရာပေါင်းများစွာအသက်ပေးတိုက်ခဲ့တဲ့မြဝတီတောင်ပိုင်းသုံးထားကွဥက္ကလစ်ထဖလူးကြီးဖလူးလေးအပါဝင်အဲ့ဒီတကြောကဖက်စစ်စခန်းကုန်းအားလုံးဟာအခုချိန်မှာအေးအေးဆေးဆေးဖက်စစ်တွေပြန်ထိုင်နေတာနှစ်ပေါက်နေပြီတို့တော့ဘယ်လောက်ထိရင်နာဖို့ကောင်းလဲအဲ့ဒါအမှန်တရားတွေနော်ရဟရင်နှကွင်းရှိတဲ့ဝေါ်လေပြူဟာဆိုအခုထိကိုမထိရဲဘူး KNU လူကြီးအချို့ဟာသူ့ဒေသပြည်သူတွေကိုလည်းမကြည့်ဘူးရပေါင်းများစွာအသက်ပေးတိုက်ခဲ့တဲ့သူ့ရဲဘော်အနှဲငယ်နဲ့ PDF တွေကိုလည်းအသက်တွေကိုတန်ဖိုးမထားဘူးအဲ့ဒါအမှန်တရားဖော်ထုတ်လို့ရပြီကျမတို့ကတော့နေ့စဉ်နေ့တိုင်းဖော်ထုတ်တယ်ကျမကရင်စစ်ပါကျမကရင်လူထုစစ်ပါနော်ဘာကြောင့်ကျမတို့ကရင်ခေါင်းကြီးပိုင်းတွေနွားအိုကြီးတွေအထူးသဖြင့်ကျေးစားလက်နဲ့ကင်တွေကျမတို့ဘာကြောင့်နေ့စဉ်နေ့တိုင်းအမှန်တရားဖော်ထုတ်ရတယ်လေသူတို့လောက်ရကပြည်သူတက်လောဝမဟုတ်ဘူးလေပြည်သူတွေကိုဂျင်းထက်ပြီးတော့လေစားနေတာအပေါင်းချနေတာဘယ်တော့ထိအဲကြောင့်မို့2022 PDF တွေရပေါင်းများစွာအသက်ပေးခဲ့ရတဲ့မြဝတီတောင်ပိုင်းသုံးထခွဲဥက္ကဋ္ဌဖလူးကြီးဖလူးလေးအခုအေးစစ်စစ်ပဲခွေးတွေထိုင်နေ DKBA PC DKBA နော် PC တို့ DBGA တို့အေးစစ်စစ်ပဲသူတို့မြင်းစေးရောင်းအာဝါဒေးလို့ဂျားဖြန့်လုပ်နေတယ်ဒါဆိုအသက်ပေါင်းများစွာပေးခဲ့ရတဲ့ငါတို့ရဲ့ PDF တွေကဘာတန်မိုးမှမရှိဘူးလားပြီးတော့ငါတို့ကုန်ကြခဲ့တဲ့ပြည်သူအလူငွေတွေပြည်သူငွေတွေနဲတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဒီဆွေကရင်တွေကိုမယုံကြည်ပါနဲ့နော်မာနာဘလောဘာကြောင့်ကြဆုံသွားတယ်မင်းအွန်လိုင်းနော်လက်နဲ့စစ်မမကုန်ရဘူးကိုလူအချင်းချင်းသစ္စာဖောက်ပြီးတော့နော်သဆိုးလောက်ပြီးတော့သူ့လူကိုပဲသားလောက်ပြီးတော့အဲ့လိုပေါ့ကရင်ချင်းမပြည့်ဘူးကွာငါတို့ပြင်ချင်းဘာညာလောက်ပြီးတော့နောက်ကျော်ဓာတ်ကိုထိုးသွားတာလေမာနာဘလောကြဆုံသွားတာအဲ့ဒါပဲအဲ့ဒီတွေ့ဒီရင်နဲ့စိတ်ကန်ဒီဒဝဲစိတ်ကန်နော်ဒီရင်နဲ့စိတ်ကန်မှာ KNU ကိုမယုံကြည်ပါနဲ့အခုတည်င်းတစ်ခုအရာကုလအကြီးကဲဖြစ်တဲ့ဂူတာရကြီးပြောလိုက်တာလေးကိုသဘောကျမိလို့ရေးဖြစ်တာပါကျမတို့ຫນွေဦးတော်လန်ရေးကြီး၄နှစ်ကျော်လာတဲ့အချိန်မှာကုလအဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့ဂူဒါရကြီးပြောလိုက်တဲ့စကားကအသာစီးရနေတဲ့အဖွဲကိုအသိအမပြုတယ်ဆိုတဲ့သဘောမျိုးနော်တဲ့ရောက်လာတဲ့စကားမျိုးလို့ကျမနင်းနော်ဗါတယ်ဒီစာရေးတဲ့သူကပေါ့မယူလိုက်ပါမယ်နင်းချယ်ပြီးမတရားမှုမှန်သမျှအစွမ်းကောက်လုပ်ခဲ့ပြီးပြည်သူလူထုအပေါ်နှိပ်စက်တပ်ပြချင်တိုင်းနှိပ်စက်တပ်ဖြတ်နေတဲ့ဖက်စစ်မြန်မာအကြမ်းဖက်စစ်တပ်ကိုလေသံမပြောရဲခဲ့ပဲနဲ့စန့်ကျင်ပါတယ်စုတ်ချပါတယ်ဝန်းနေပါတယ်ဆိုတာလောက်နဲ့တိတ်ပုံအားပေးထောက်ခံနေသလားလို့တော့ထင်ခဲ့ရတယ်ကုလကြီးကိုလေနော်အခုလိုချိန်မှာကျမတို့ຫນွေဦးတော်လန်ရေးကြီးရဲ့မိတ်ဖက်အင်အားစုတစ်ခုဖြစ်တဲ့တော်လန်ရေးတိုင်းရင်းသားလက်နက်ကင်အဖွဲ့ AA ရဲ့နယ်မြေစိုးမိုးမှုနဲ့စစ်ရေးအားပါချက်ပြည့်မီလာခဲ့လို့AA တော်လန်ရေးအင်အားစုအပေါ်အသိအမှပြုစေလိုတဲ့စကားဦးသန်းပြောလာတာမျိုးတွေ့မြင်လာရတယ်အာရကန်တက်တော်အနေနဲ့လိုအပ်တဲ့ဆွေးနွေးမှုလုပ်ရမယ်တဲ့ကုလကြီးကနော်အရင်တော့အာရကန်တက်တော်ကရိုဟင်ဂျာကိုဗါတယ်လူမျိုးတောက်ပါညာအပြစ်တင်ပြီးတော့လက်ညှိုးထိုးပြီးတော့နော်အာရကန်တက်တော်ဗါတယ်အင်အားမရှိခင်တော့ကတွေ့လားသူတို့လေးသန်းအောင်သူတို့ပြောင်းသွားတယ်စုပ်ပြပြီးအတိမပြုတ်မယ်ဆိုတဲ့စကားအရာစစ်ပွဲတွေနဲ့ပဲအနိုင်အစိုးကိုစုပ်ပြပြီးအတိမပြုတ်မယ်ဆိုတဲ့သဘောသေးရောက်သွားတာကတရားချင်းမတရားချင်းတွေကိုထက်သွင်းစဉ်းစားတာမျိုးမဟုတ်တဲ့အတွက်ကုလအကြီးအကဲရဲ့နာယကကုံဆိုတာမရှိတော့ပဲစိတ်လက်စီလို့လူတရားလို့ပြောရမလို့ဖြစ်နေပါတယ်အဲကြောင့်မို့လေကုလရဲ့အာဏာအခုဘာမှမရှိတော့ဘူးကဘာစစ်တောင်ဖြစ်တော့မယ်ကုလကတော့အခုချိန်ထိစိုးရိမ်နေပါတယ်ဗါလဲတိုက်တွန်းပါတယ်တကားပိုက်ဆွနေပါတယ်ဒီဟာနဲ့ပဲပြီးနေတယ်နော်အဲကြောင့်မို့ကုလအာနာမရှိတော့တော့အခုကြည့်
နော် ICC ထုတ်တဲ့နိုင်ငံတော်မှာသူတို့ ICC ကိုဖြစ်တဲ့လူကပြသူတလူငါတမင်းသူတပေါက်ငါတပေါက်နဲ့အခုဆိုရင်နော်တတိယကဘာစစ်ဖြစ်မလားတောင်ဆိုရိတ်နေရတယ်အဲ့ဒါကုလဆောက်သုံးမကြလို့လေတကယ်တော့ကျမတို့ຫນွေဦးတော်လန်ရေးကြီးရဲ့မိဖက်အင်အားစုဖြစ်တဲ့ AA ဆိုတာတရားမျှတမှုနဲ့လွတ်လပ်ခွင့်ရဖို့ဖက်စစ်မြန်မာအကြမ်းဖက်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေတဲ့တရားသဖြင့်ရတည်လာခဲ့တဲ့လက်နက်ကင်အဖွဲ့အစည်းဖြစ်နေတာကြောင့်လွန်ခဲ့တဲ့နှစ်တွေလောက်မှာကလေးကအခုလိုအသည့်အမပြုစကားမျိုးကမ်းလှမ်းထားပြီးမအလအကြမ်းဖက်စစ်တပ်ကိုအကြမ်းဖက်အဖွဲ့အဖြစ်တရားဝင်ကြေညာပေးထားရမှာနော်အားကြောင့်အေးရဲ့နိုင်ငံရေးခံယူချက်ကိုကျမတို့ယုံကြည်တယ်အေးပြောထားပြီးသားပဲနော်သူရဲ့ပြောစကားအရာပညာရှိတဲ့လူတိုင်းနားလေပြီဒါမှကုလဆိုတဲ့အကြီးအကဲကောင်းတယောက်အဖြစ်ကဘာကတနည်းအားဖြင့်ကျမတို့မြန်မာပြည်သူတွေကပြန်လဲအသိအမှပြုပေးနိုင်မှာပါအခုချိန်ကြမှာမအလာစစ်တပ်ရဲ့အစိုးတွေကိုညက်ဝါထင်တွေ့မြင်သိရှိလာတဲ့အချိန်ရောက်မှအခုလိုတော်လန်ရေးအင်အားစုဘက်ကိုအသိအမှပြုလာတာကရတည်မှုလွဲမားနေပြီးအကြီးအကဲဂုံသိက္ခာအရာပြက်ပြားနေတာကိုဝေဖန်ထောက်ပြလိုခြင်းဖြစ်ပါတယ်အဲ့ဒါလက်ရှိအမှန်တရားပဲနော်ကုလကဘာအနာမှမရှိတော့ဘူးဘာပဲဖြစ်ကုလအကြီးကဲတယောက်ရဲ့အခါနောက်မှအတိမပြုခံရတဲ့အေးအပါဝင်ကျမတို့ຫນွေဦးတော်လန်ရေးကြီးအတွင်းမှာရှိနေကြတဲ့တော်လန်ရေးအင်အားစုတွေကိုတနွယ်ဝင်တစင်ပါဆိုသလိုအေးကဲ့သို့ဆက်ပြီးအတိမပြုမှုတွေကိုဆက်လက်ပြုလုပ်နိုင်ပါစေလို့ဆန္ဒပြုချင်ပါတယ်အထူးသဖြင့်ຫນွေဦးတော်လန်ရေးကြီးရဲ့ပင်မဦးဆောင်မှုအခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်နေတဲ့တော်လန်ရေးအစိုးရ NUG ကိုအချိန်မလွန်ခင်အေးလက်နက်ကင်တော်လန်ရေးအဖွဲ့ကဲ့သို့အတိအမပြုပေးဖို့လိုအပ်နေပြီဆိုတာဝေဖန်ထောက်ပြပါရစေကျမို့ຫນွေဦးတော်လန်ရေးအင်အားကောင်းမှုအတွက် NUG ကိုနော်အားလုံးဝန်းရံရမယ် NUG စစ်တပ်အင်အားကောင်းလို့စင်နိုင်ငံတကာကအတိအမပြုလို့စင်ကျမတို့နိုင်ပြီနော်အခုဆိုရင်လူအင်အားကောင်းတယ်လက်နဲ့အင်အားမရှိဘူးပြည်သူတို့အဲ့ဒီအတွက်ကျမတို့ပြည်သူတွေရောက်တိုင်းဝန်းရံထောက်ပံ့ရမယ်ကဲဒီလိုက်လေးကိုကျမဒီလောက်နဲ့ပဲနိကောချုပ်ချင်ပါတယ်နော်ကဲကျမတို့ရဲ့အမေစုမဲကိုနော်လာမဲ့၄လပိုင်း73ရက်နေ့မှာကျမတို့မဲနိုင်ဖို့အစီအစဉ်ရှိပါတယ်နော်နောက်ထပ်မဲတစ်ခုလုပ်ဖို့လဲနော်အမေစုမဲပါပဲလာမဲ့အမေစုမွေးနေ့80ပြည့်နှစ်မွေးနေ့မှာကျမတို့မလဲမဲနိုင်ဖို့နော်မဲနိုင်အလျင်မီအောင်တို့အခုတည်းကကျမတို့ကြိုတင်လောက်ထားမယ်နော်မဲတဆောင်100ပါပဲကျမတို့ကတော့နော်စေးကြီးမတို့ပြည်သူတွေကိုတနာတယ်ကျမတို့ပြည်သူတွေကလည်းနော်ဟိုအခုချိန်ထိဇွဲရှိနဲ့နော်မစော့တော့ဇွဲလုံးလာနဲ့ကျမတို့နဲ့အတူတူနော်တော်လိုင်းရေးစကလေးကအခုချိန်ထိနော်စီလုံးညီညွတ်နဲ့ကျမတို့အသင်းအဖွဲ့နဲ့အတူနော်ပါဝင်ပူးပေါင်းပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့အတွက်ကျမတို့တော်လိုင်းရေးနိုင်တော့မယ်ပြည်သူတို့နော်တော်လိုင်းရေးကတော့အမှန်မှတော့နိုင်နေပြီဒီတိုင်းရင်းသားဒီတရုတ်ရဲ့လက်ဝေခံတိုင်းရင်းသားအချို့တွေကနော်တော်လိုင်းရေးကိုကြံ့ကြံအောင်လုပ်နေတာဖြစ်တဲ့အတွက်နော်အဲ့ဒီအတွက်လည်းကျမတို့ပြည်သူတွေကနော်စိတ်ရှိရမယ်ဝန်းရံပေးကြပါလို့ပြောချင်ပါတယ်နော်ကဲဒီနေ့အလူငွေကြီးညာလိုက်အောင်မယ်ကိုပြူမတ်တမ်းမရတဲ့လူတွေနော်လာတောင်းယူလို့ရပါတယ်ကျမစီမလာတောင်းကြပါနော်ကျမကအကလုံးမပို့ဖြစ်ဘူးစစ်ဆက်မဲ့လန်အလူအဖွဲ့ဝင်300နော်နောက်ပြီးတော့စစ်ဆက်မဲ့လန်အဖွဲ့ဝင်300နလစာနော်ပြီးတော့အလူငွေကတော့3400ဘတ်ကျေးဇူးအများကြီးတင်ပါတယ်စစ်ဆက်မဲ့လန်နော်ဟိုအဖွဲ့နော်3400ဘတ်ကျေးဇူးအများကြီးတင်ပါတယ်မောင်အေးညွန့်အဖွဲ့ဝင်300အလူငွေ200နော်ကျေးဇူးအများကြီးတင်ပါတယ်ညိုင်သိန်းအဖွဲ့ဝင်300အလူငွေ900ဘတ်ကျေးဇူးအများကြီးတင်ပါတယ်ကိုအောင်ဆန်းနော်အလူငွေ900ဘတ်ကျေးဇူးအများကြီးတင်ပါတယ်ကဲဒီနေ့အလူငွေအားလုံးပေါင်း9500ဘတ်ရရှိပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ကဲ
ကျမပြည်သူတပ်ပေါင်းစုတက်စုတောင်းပေးချင်ပါတယ်မြန်မာတနိုင်ငံတော်မှာတရားတော်စစ်ကိုဆင်နွှဲနေတဲ့ပြည်သူတပ်ပေါင်းစုအားလုံးတက်ပွဲရအောင်မြင်ပါစေစစ်မိတ်ဆာများကိုမြန်ဆုံးတိုက်ဟုတ်နိုင်ပါစေတစ္ဆာဖောက်လောက်ကောင်တွေလည်းမြန်ဆုံးကြဆုံးပါစေပြည်တွင်းမှာရှိတဲ့ပြည်သူများအားလုံးစစ်မိတ်ဆာရန်ကနေကင်းဝေးပါစေတဘွားပေးအန်ဒီမှာကင်းဝေးပါစေတနိုင်ငံလုံးမှာရှိတဲ့ပြည်သူဘက်တော်သားများအားလုံးတစ္ဆာဖောက်လောက်ကောင်ထိုးကျွေးခြင်းမှာကင်းဝေးပါစေတစ္ဆာဖောက်လောက်ကောင်များပြည်သူပေါ်မှာတစ္ဆာမရှိတဲ့ဖွဲ့စည်းမှန်သမျှအမြန်ဆုံးကြဆုံးပါစေပြည်သူကျေစာစုပါစေတော်လည်းအမြန်ဆုံးအောင်မြင်ပါစေဒါတို့အဆုံးလာဆိုင်နော် Okay bye bye